Ede Sura Zagalongo, Beta Bound to the Gondo Alo, Shinshin Lelen, the Bob Taja Bida, Ede Sura, Jaji the Bo, Tawara Mahode the Bo, Amye Mati the body go, Ponyon needed Zagalon the Lone Sura, Beta do Alon Dede, no? Ede Sura, Bagadi Ede, Shibare, Beta Bound to the Gondo Leve, to the Vaya Ema. A young Ali was Ede Dobito, Loya Akari, Mishibula Mimiro ye Ingo Leve, a young Ali was the child of Ede, Yaulari, Mishibula Goga Ede, Pite Akabe, Ship, Goga Asian Shipiro, Ede go Ekanyari, Akama, Web Ship, Ede, Manemiadi, Kita, Kana Sore, a Devego, Ponionira. Hoyala Dignity Uzinoga. Bagadi Ludari, a Jedaba Dwabido, Deoya Ain, Deoya Nia Tanama, Deo Deco Bido, Nitan Jade, Bagadi Ede, a Jango, Mabio Babu, Hola Eddie Ede net to re Jarigo, Yaswapia, Ubama baby, the Hotararigo, Uzendo Janga Nirema, Uzendo twin me the Localego, Dini. Ede ne ture ajamya loတရားကောင်းစဉ်တက်ပြီးတော့ပိဿတ်တို့ကိုပြောမှာEde ne ture aja ဦးဇင်းတို့ဒီကနေ့ည3မျိုးလောက်ပြောသွားမယ်ပိဿတ်ရေ Ede ne ture aja ဘယ်နှမျိုးလောက်ပြောမယ်3မျိုးလောက်ပြောသွားမယ်ပထမ Ede ထက်ဒုတိယ Ede သည်ပုံမူ၍လေးနက်တဲ့သဘောကိုဆောင်တယ်ပုံမူ၍လည်းပဲနားလည်ဖို့လိုအပ်တယ်နားလည်ရင်လည်းပို့ပြီးတော့အကျိုးကြီးမယ်အဲ့ဒီဒုတိယဧည့်သည်ထက်တတိယဧည့်သည်အကြောင်းကပို့ပြီးတော့သိဖို့အရေးကြီးတယ်သိရင်သိသလောက်ဒကာရမတို့ဦးဇင်းတို့ရဲ့ဘဝမှာအများကြီးအကျိုးရှိမယ်ဒါကြောင့်ပထမဧည့်သည်ထက်ဒုတိယဧည့်သည်ဟာပို့ပြီးတော့လေးနက်မယ်ဒုတိယဧည့်သည်ထက်တတိယဧည့်သည်ကတော့အလေးနက်ဆုံးဖြစ်လိမ့်မယ်ဟုတ်လားဒါကြောင့်ဒီကနေ့ညပေးသက်ပေါင်းသူတော်ကောင်းတို့တရားတော်ကိုလက်တွေ့အသုံးချမယ်ဆိုတဲ့စိတ်နဲ့တရားကိုနာရမယ်ဟုတ်လားပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာပြစ္ဆုတ်ပံချမ်းသာတန်တရားချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးစွမ်းနိုင်တယ်လို့တရားတော်ရဲ့အပုံမှာတကယ်ကိုမြတ်နိုးပြီးတော့တန်ဖိုးထားပြီးတော့ဒါကလွဲလို့ဒုဘဝကိုကောင်းစေတဲ့အရာအခြားမရှိဘူးလို့တရားရဲ့ပုံမှာပုံပြီးတော့ယုံပြီးတော့မြတ်နိုးပြီးတော့နာယူကြည်ညိုကြစေခြင်းနဲ့ဟုတ်လားအေးဦးဇင်းတို့ကဒီတနာရီ15မိနစ်အတွင်းမှာတတ်နိုင်သမျှစကားတွေကိုဘေးမထွက်စေဘဲနဲ့အနှစ်သာရရှိတယ်လို့ဦးဇင်းတို့ယူဆတဲ့စကားတွေကိုပဲရွေးပြောပါမယ်ဘေးသက်ပေါင်းသူတော်ကောင်းတို့ကလည်းပဲဦးဇင်းတို့ရဲ့နှုတ်ကထွက်လာတဲ့စကားတွေကိုတလုံးမှအလေးအလွတ်မရှိဘဲနဲ့တကယ့်ကိုစူးစူးစိုက်စိုက်အတိပ္ပယ်ကိုနားလေသဘောပေါက်အောင်နားထောင်စေခြင်းနဲ့ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့တနာရီ15မိနစ်ခန့်အချိန်ယူပြီးတော့ပြောကြမယ်ဧည့်သည်နှင့်တူသောအရာများတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်မနာကြသေးခင်မှာမြတ်စွာဘုရားကိုရှ िख ိုးပူဇော်ကြောကြအောင်စို့ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေဟာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကုံပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ကလေးတွေချီထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိသူကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံ
လူနတ်မြမတတ္တဝါနန္ဒတို့ဤကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယာနှင့်ပေတတလိษံလာယရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားတင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားဧတေနှင့်တူသောအရာများတဲ့ဦးဇင်းတို့နံပါတ်1ဧည့်သည်ကိုစတင်ပြီးတော့ပြောကြရအောင်နံပါတ်1ဧည့်သည်ကဘာလဲဆိုတော့ဟောဒီလောကကြီးတည်ဟူသောဇယက်ပေါ်မှာလာရောက်ပြီးတော့တဲခိုကြတဲ့တတ္တဝါတွေတည်ဟူသောဧည့်သည်တွေရဲ့အကြောင်းလောကဇယက်ပေါ်မှာတတ္တဝါဧည့်သည်များနံပါတ်1ဧည့်သည်ဟုတ်လားလောကဇယက်ပေါ်မှာတတ္တဝါဧည့်သည်များသူသည်ပင်လင်ဧည့်သည်ကိုယ်သည်ပင်လင်ဧည့်သည်ဧည့်သည်ဆိုတဲ့အတိုင်းခိတ္တခဏလာရောက်ပြီးတော့တဲခိုကြတာမိမိတို့အကြောင်းကုန်တော့ပြန်လဲပြီးတော့လောကဇယက်ပေါ်ကနေပြီးတော့ကိုပြုထားတဲ့ကံအားလျော်စွာအသည်အသည်ထွက်ခွာသွားကြရမှာဟုတ်လားပဂရိဇယက်ကြီးပေါ်မှာပဂရိဧည့်သည်တွေလာရောက်ပြီးတော့တဲခိုပြီးဆိုတော့အဲ့ဒီဇယက်ကြီးပေါ်မှာအမြဲနေတဲ့သဘောရှိပါသလားမရှိဘူးသူတို့သွားခြင်းတဲ့အချိန်မှာဆင်းပြီးတော့သွားတာပဲအဲ့ဒါလိုပဲတရားဓမ္မပေါင်းသူတော်ကောင်းတို့နဲ့တကွာဥရှင်တို့တွေအားလုံးသောတတ္တဝါတွေဟာလောကဒီဟုသောဇယက်ပေါ်မှာလာရောက်ပြီးတော့ခိတ္တခဏတဲခိုကြတဲ့ဧည့်သည်တွေပါတဲ့အဲ့ဒါကိုဥရှင်တို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တွေကအထောက်အထားတွေမပြသေးခင်မှာမင်းကွန်းစတော်ဘုရားကြီးရေးတယ်လို့ဦးဇင်းတို့မှတ်သားဘူးတဲ့တချို့ကလည်းပဲဘယ်ဆရာတော်ကြီးရေးတယ်လို့ဒီလင်္ကာလေးကိုအတိအကျမသိဘူးလို့ဒီလိုလဲပြောကြတယ်အဲ့ဒါဦးဇင်းတို့ကတော့စာအုပ်တုပ်ထဲမှာမင်းကွန်းစတော်ဘုရားကြီးရေးတယ်လို့ဒီလိုပဲမှတ်သားဘူးတယ်အတိအကျတော့မပြောတတ်ဘူးပေါ့ဟုတ်လားသို့တော့အဲ့ဒီလင်္ကာလေးကတရားဓမ္မပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေရွတ်ဆိုပြီးတော့အေးအေးဆေးဆေးနှလုံးသွင်းမယ်ဆိုရင်မတွေးဘူးတဲ့အတွေးတွေမသိဘူးတဲ့အသိတွေရလာနိုင်တယ်သိကောင်းတယ်လို့ဦးဇင်းတို့ယူဆရတယ်နော်အားလုံးလည်းပဲတချို့တဝက်ရပြီးသားဖြစ်လိမ့်မယ်လာတော့ငါလည်းတယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာမပါလက်ဗလားကြားဘူးလားအဲ့လိုပြောလိုက်တော့ကြားဘူးသွားပြီနော်အေးတော်တော်ကောင်းတယ်လို့ဦးဇင်းတို့ကတော့ခံစားရတယ်နော်လာတော့ငါလည်းတယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာမပါလက်ဗလားအတိပ္ပယ်ကိုရှင်းစေရမလို့လောက်အောင်ကြပြာကကောင်းတယ်ရှင်းမပြဘူးနော်ကိုအုံနောက်နဲ့ကိုစဉ်းစားရမယ်လာတော့ငါလည်းတယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာမပါလက်ဗလားပြန်သွားတော့လက်တယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာချီနီကိုလုံးဒီလာတော့ငါလည်းတယောက်တည်းပြန်သွားတော့လေတယောက်တည်းနောက်ဆုံးတတိယအပိုက်လေးကသိပ်ပြီးတော့လူဘဝကြီးရဲ့အတိပ္ပယ်တွေကိုထင်ဟပ်နိုင်တယ်လို့ဦးဇင်းတို့ထင်တယ်လာပြီးတော့နာမသွားသေးခင်ချိန်လေးတွေမှာဝန်းကျင်ရှက်နှွယ်နှောင်ကျိုးတွေ့ကြပြုံးရဲ့မဲငိုချင်မုန်းပူကြမလူဒေါသလူလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးငယ်
ကံကုန်မိုးချုပ်လက်တွဲဖြုတ်ကတုတ်တုတ်စောလျင်ခရီးနှင်သည်တို့လျင်ဧည့်သည်တွေပါတကားဒီနောက်ဆုံးအပိုက်လေးကလေတလုံးချင်းလေးအေးအေးဆေးဆေးလေးဇိမ်ပြေနေပြေလေးစဉ်းစားပြီးတော့ဆိုရင်တော်တော်အရသာရှိလောကလူတွေဘလို့နေကြတယ်လဲဘလို့ထိုင်ကြတယ်လဲလောကရဲ့သဘောတဘာဝကဘာလဲဆိုတာကိုတနည်းအားဖြင့်တော့လူတွေရဲ့စိတ်နေတဘာဝဓမ္မတာတရားဟာဘလို့လဲဆိုတာကိုသိခွင့်ရတယ်ဟုတ်လားတစ်ခေါက်တော့ပြန်နားထောင်ကြည့်မယ်နော်လာပြည်တော်နာမသွားသေးခင်ချိန်လေးတွင်မှာဝန်းကျင်ရှက်နှွယ်နှောင်ကျိုးတွေ့ကြပြုံးရဲမဲ့ငိုချင်မုံပူကြဦးဇင်းတို့ရှင်းပြရမလို့ပါဘူးဒီလူတွေဉာဏ်ရှိတယ်နော်ဝန်းကျင်ရှက်နှွယ်နှောင်ကျိုးတွေ့ကြပြုံးရဲမဲ့ငိုချင်မုံပူကြမလူဒေါသလူလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးငယ်ကာကျိုးတွေကိုစုံနေတာပဲအလွမ်းကန်းတွေကိုအသောကန်းတွေကိုအကြမ်းကန်းတွေရောနေရာတိုင်းမှာသေဥဆောင်နိုင်တဲ့လူတွေပေါ့ဟုတ်လားဝီဒီယိုဇာတ်ကားတွေကသေဥဆောင်တယ်ဆိုတာကတကယ်မဟုတ်ဘူးလောကဇတ်ခုံကြီးပေါ်မှာသေဥဆောင်နေတာကတကယ်နော်ကာကျိုးတွေပါလေစုံခဲ့ပြီစုံခဲ့ပြီတဲ့ဝန်းကျင်ရှက်နှွယ်နှောင်ကျိုးတွေ့ကြပြုံးရဲမဲ့ငိုချင်မုံပူကြမလူဒေါသလူလောဘနဲ့ဘဝရိပ်မြုံကာကျိုးဆုံးငယ်ကံကုန်မိုးချုပ်လက်တွဲဖြုတ်ကတုတ်တုတ်စောလျင်ခရီးနှင်သည်တို့လျင်ဧည့်သည်တွေပါတကားအဲ့ဒီတည်းမှာဦးဇင်းကတော်တော်ကြိုက်တယ်ကံကုန်မိုးချုပ်လက်တွဲဖြုတ်ကတုတ်တုတ်စောလျင်ဆိုတဲ့စကားလေးကိုတုတ်တုတ်စောလျင်ဆိုတဲ့စကားလေးကိုတော်တော်ကြိုက်တယ်ဟေးနေရမယ့်ကံတွေကုန်လို့ကိုဘဝနေဝင်ချိန်ရောက်ပြီပိဋကရေပဂရိနေကြီးကတော့လူသားတိုင်းအတွက်တစ်ချိန်နဲ့ဝင်သွားတာတတ္တဝအသီးသီးရဲ့နေဝင်ချိန်ကတော့ဘယ်တူနိုင်မှာလဲဗျာဟိုလူကတော့နှစ်ပေါင်း80ကြာမှနေဝင်မယ်ဒီလူကတော့90နဲ့နေဝင်မယ်ဟာဒီလူကတော့20လောက်နဲ့နေဝင်မယ်တချို့တို့လာသားလေးလောက်နဲ့နေကစောစောစီးစီးဝင်သွားရောဟုတ်လားကံကုန်မိုးချုပ်လက်တွဲဖြုတ်ကပဂရိမိုးချုပ်တာကတော့အချိန်ကြမှချုပ်တာဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမိုးချုပ်တာကတော့ချုပ်ချင်တဲ့အချိန်မှချုပ်သွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒီလိုမိုးချုပ်တဲ့အခါမှာတွဲထားတဲ့လက်ကလေးတွေကိုမဖြုတ်ချင်လဲဖြုတ်ဖြုတ်ချင်လဲဖြုတ်ကိုကအတင်းဆွဲထားလဲဟိုကဇွတ်ဖြုတ်ပြီးတော့သွားမှာပဲဟုတ်လားကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်စောလျက်ခရီးနှင်သည်အဲ့ဒီအချိန်မှာခတ်တုတ်တုတ်ပဲအချိန်မရှိဘူးဟုတ်လားနှုတ်ဆက်ချိန်လည်းမရှိဘူးအလွမ်းသေးချိန်လည်းမရှိဘူးတချို့တို့ပြုံးကနေတိုင်းကနေမရှိတော့ဘူးတဲ့ခရီးထွက်သွားတာမမြန်ဘူးလားမြန်နေဇေယျဘောကဆင်းသွားတာမမြန်ဘူးလားမြန်နေကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်စောလျက်ခရီးနှင်သည်အချိန်မရှိဘူးအချိန်မရှိဘူးသွားချိန်ကြရင်မြန်မြန်သွားရတယ်ရက်နေတုန်းဆင်းရမှာဆိုရင်ထိုင်ချိန်ထိခွင့်မပေးဘူးဟုတ်ရဲ့လားအဲ့နေတုန်းကံကုန်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ထိုင်ခြင်းလို့ထိုင်ခွင့်မရဘူးဟုတ်ရဲ့လားကြောက်စရာကောင်းတယ်နော်ဘဝမှာကိုယ်စိတ်တိုင်းကြကြီးအကြာကြီးနေခွင့်ရပါမယ်လို့ဘယ်သူပြောနိုင်မှာလဲဘယ်သူမှမပြောနိုင်ဘူးအချိန်မရွေးဒီဇေယျဘောကဆင်းသွားရမှာကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်စောလျက်ခရီးနှင်သည်တို့လျက်ဧည့်သည်တွေပါတကားသူသည်ပင်လည်းဧည့်သည်ငါသည်ပင်လည်းဧည့်သည်ဟုတ်လားအေးဒီဧည့်သည်ဆိုတဲ့စကားလေးကိုစစ်စစ်ပေါက်ပေါက်ကိုယ့်ဘဝနဲ့ရှင်းပြီးတော့စဉ်းစားပြီးတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့သဘောပေါက်မယ်ဆိုလို့ရှိရင်အစွဲတွေနည်းပြီးတော့တန်ရောစဉ်ကြိုးတွေရော့ပြီးတော့နေရထိုင်ရတာလွတ်လပ်တယ်ပေါ်ပါတယ်ဧည့်သည်ဆိုတဲ့အမြင်မရှိဘဲနဲ့အိမ်ရှင်ဆိုတဲ့အမြင်ကြီးနဲ့သာဝရပါပဲလို့ထင်မယ်ဆိုရင်တော့တန်ရောစဉ်ကြိုးတွေလည်းတင်းမယ်အသိဉာဏ်တွေလည်းတုံးမယ်နေရထိုင်ရတာလည်းပဲလေးလံမယ်ပူလောင်မယ်ဒါကြောင့်ကိုယ့်ဘဝဟာဧည့်သည်ပါဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အရေးကြီးတယ်ဒီဧည့်သည်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နည်းနည်းလေးပြောခြင်းသေးအဲ့ဒါပါလဲဆိုတော့950နိပတ်တော်မှာဥရခဇတ်ဆိုတာရှိတယ်ဗျအဲ့ဒီတဲကခေမာထေရီအလောင်းဖြစ်တဲ့ဒကမာကြီးကပြောခဲ့ဘူးတယ်တတ္တဝါတွေဟာဧည့်သည်ပါဆိုတာဦးဇင်းတို့အဲ့ဒီဇတ်တော်လေးကိုအချင်းချုပ်ကလေးပြောမယ်နော်
ဦးဇင်းတို့ဘုရားလောင်းကြီးကတခုသောဘဝမှာသားတစ်ယောက်သမီးတစ်ယောက်ထုံကားတော့အဲ့ဒီသားကမိန်းမရတော့ချွေးမလည်းရှိတယ်အိမ်မှာခိုင်းဖို့ရှိဖို့ကျွန်မလေးတစ်ယောက်လည်းရှိတယ်အဲ့ဒီတော့ဒကမာကြီးရဲ့သားရဲ့သမီးရဲ့ချွေးမရဲ့ကျွန်မရဲ့ဆိုပြီးတော့အချမ်းရံ9ယောက်နဲ့နေတာအဲ့ဒါဘုရားလောင်းကြီးကသဘောပေါက်တယ်ဘဝဆိုတာဧည့်သည်ပဲဆိုတာသဘောပေါက်တယ်သူသဘောပေါက်တယ်လို့သူ့ရဲ့လက်အောက်ငယ်သားမိသားစုတွေသဘောပေါက်ပါစေဆိုပြီးတော့အမြဲတမ်းဆုံးမတယ်ဘဝဆိုတာဧည့်သည်ဟောဒီလောကဇေယျဘောကအချိန်မရွေးဆင်းသွားကြရမှာဇေယျကိုဆွဲလန်းပါတယ်ဆိုလို့လေကိုနေခြင်းတလောက်နေခွင့်မရှိအဲ့ဒီလိုဆုံးမတာအဲ့ဒီလိုဆုံးမတော့မိသားစုတစုတုန်းကလည်းပဲဘဝဆိုတာဧည့်သည်အကြောင်းဆုံလို့အကြောင်းကြုံလို့လမ်းပြီးတော့ဆုံကြတာဘယ်အချိန်မှကွဲသွားကြမယ်မသိဘူးလို့အမြဲတမ်းစဉ်းစားရတယ်အဲ့ဒီလိုနေရင်းနဲ့ဒီနေ့တော့လေတော်ထဲမှာဦးဇင်းတို့မိုးဦးလေဦးကြနဲ့ဒူပါရဲ့အမိုက်တွေစုပုံပြီးတော့မီးရှို့စိုက်ဖို့ပြိုးဖို့ပေါ့လေအဲ့ဒီလိုမီးရှို့ရင်လည်းသားဖာနှစ်ယောက်အလုပ်လုပ်ရင်းနဲ့သားလေးကိုတောင်ပေါ်တွေကမွေကမီးကိုမှုန်ပြီးတော့ထွက်လာပြီးတော့နောက်ကနေရုတ်တရက်ကြိုက်လိုက်တာအဲ့ဒီနာကျင်ပွဲချင်းပြီးလဲပြီးတော့သေရှာတယ်အဲ့ဒီတော့ဘုရားလောင်းတကာကြီးကလေနီနာချင်းအိမ်ပြန်မဲ့လေနီနာချင်းကိုမှားတယ်ဟေးတို့အိမ်ကအမေကြီးကိုပြောလိုက်ပါအခါတိုင်း2ယောက်စာယူနေကြပို့နေကြထမင်းကိုဒီနေ့1ယောက်စာပဲလာပို့ပါလို့ပြောလိုက်ပါအခါတိုင်းထမင်းလာပို့ရင်1ယောက်ပဲပို့တာဒီကနေ့တော့အိမ်ရှိလူကိုတတ်တရရဖီးလိန်ပြင်ဆင်ပြီးတော့လာပြီးတော့ပို့လိုက်ပါလို့ပြောလိုက်ပါပန်းနန္တာလက်ဆွဲခဲ့ပါလို့ပြောလိုက်ပါအဲ့ဒီလိုလဲပြောတော့ဒကမာကြီးကခေမာထေတီအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုပြောလိုက်တာဘယ်သူပြောလိုက်တာလဲအဖေကပြောလိုက်တာလားသားကပြောလိုက်တာလားအဖေကပြောလိုက်တာဩအဲ့လိုဆိုရင်ငါသားလေးတော့ဆုံးရှာပေါ့အိမ်ကနေသိတယ်2ယောက်စာထမင်းပို့နေကြ1ယောက်ပဲမှားတယ်ဆိုတော့1ယောက်မရှိတော့ဘူးပေါ့ဟုတ်လားအကုန်လုံးလာခဲ့ရမယ်ဆိုတော့နောက်ဆုံးခရီးကလေးမို့နှုတ်ဆက်တဲ့အနေပေါ့သဘောပေါက်တယ်နော်ဒကမာကြီးကအဲ့ဒါနဲ့အိမ်ရှိတဲ့လူတွေကိုအကိုင်ငါသားတော့သေးပြီဟဲ့သမီးမင်းအကိုတော့သေးပြီချွေးမကိုလည်းမင်းယောက်ျားတော့သေးပြီအေးတို့စဉ်းစားခဲ့တယ်ဘဝဆိုတာဧည့်သည်အခုအဲ့ဒီဧည့်သည်ကအရင်လက်ဥစွာဒီဇဲဘောကဆင်းသွားပြီတို့ကိုနှုတ်တောင်ဆက်မသွားဘူးအဲ့ဒါနဲ့အိမ်ရှိလူကုန်ပန်းနန္တာလက်ဆွဲပြီးတော့လေတော်ကိုလိုက်တယ်ဟိုရောက်တော့ထင်းတဲ့အတိုင်းပဲအဲ့ဒီမှာသားအလောင်းကိုစစ်စစ်ကြည့်တမိသားစုလုံးမျက်ရည်တစ်ပေါင်းမှမကျဘူးစောစည်းစွာကြိုတင်ပြီးတော့သိမြင်ထားတဲ့အသိဉာဏ်တွေရဲ့ခွန်အားပေါ့နော်အေးမျက်ရည်မကျဘူးအဲ့ဒါကိုစုပုံပြီးတော့ထင်းကြောက်ကလေးတွေဗာလေးတွေစုပြီးတော့သားအလောင်းကိုနေချင်းပြီးမီးရှို့တယ်တချို့တယ်ဘေးမှာဘယ်ပိဋကမှာဖိတ်တယ်လို့လည်းမပါဘူးဟုတ်လားသာသနာ့ဘဆိုတော့ဘုန်းကြီးလည်းရှိဟန်မတူပါဘူးဘုန်းကြီးပင့်တယ်လို့လည်းမပါဘူးလေတော်ထဲမှာဒီတိုင်းသေးလို့ဒီတိုင်းပဲရှို့ပလိုက်တာပဲဒါပေမဲ့သူတို့ရဲ့စိတ်တန်တာမှာကုသိုလ်ဆိုတာကတော့ဖြစ်နေတယ်ကုသိုလ်ဆိုတာစိတ်ထဲမှာကောင်းတဲ့သဘောဖြစ်တာတဘာဝကျတဲ့သဘောဖြစ်တာကုသိုလ်ခေါ်တာမဟုတ်လားအေးသူတို့ရဲ့စိတ်ထဲမှာတော့အင်မတန်လေးနေတဲ့ကုသိုလ်တွေကတော့ဖြစ်နေတာအဲ့ဒီမှာဝိုင်းပြီးတော့သားရဲ့အလောင်းမီးတစ်ဖြက်ဖြက်လောင်ကျွမ်းသွားတာကိုဒီတိုင်းပဲဇိမ်ပြေနေပြေထိုင်ကြည့်နေတယ်ဘဝဆိုတာဒီတိုင်းပဲပြီးတော့လည်းပြီးရတာဘာမှဟုတ်တာမဟုတ်ဘဝဆိုတာဘာမှဟုတ်တာမဟုတ်ဘာတန်ဖိုးမှမရှိဘူးဘဝဆိုတာပြီးရင်ပြီးရတာတုံညာသဘောဒါကြောင့်မြတ်စွာဘုရားဘဝကိုတုံညာလို့ဟောတာတုံညာဆိုတော့1လည်းမဟုတ်ဘူး2လည်းမဟုတ်ဘူးဘာမှကဏ္ဍတက်လို့မရဘူးဘာဖြစ်လို့လဲပြီးရင်ပြီးသွားတာမို့လို့မပြီးရင်လို့မရဘူးဒါပေမဲ့တရားဓမ္မတို့ဥရှင်တို့ပုထုဇဉ်တွေဆိုတာကတော့ဘဝဟာပြီးသွားတာပဲဆိုတာကိုသဘောမပေါက်တော့ဘဝကိုတန်ဖိုးရှိတယ်လို့ထင်တယ်ဘဝကိုကြီးကျယ်တယ်ဘဝကိုခမ်းနားတယ်လို့ထင်တယ်ဒါကြောင့်ကဏ္ဍတွေအမျိုးမျိုးတက်တယ်တန်ဖိုးတွေအမျိုးမျိုးကတ်တယ်တစိမ့်တွေအမျိုးမျိုးကတ်ထားတယ်ဘဝကိုတိတ်တန်ဖိုးရှိတယ်လို့ထင်တာထားပါတော့စကားတွေဘေးထွက်ကုန်ပြီတကားကြီးတို့မိုင်းများအေးအဲ့ဒါလို့သူတို့ရဲ့ပွားများအပ်သောစိတ်ဓာတ်ဘာဝနာရဲ့အစွမ်းတတ္တိကြောင့်မျက်ရည်မကျဘူးအဲ့ဒီစိတ်ဓာတ်ရဲ့အစွမ်းတတ္တိကမျက်ရည်မကျယုံမျှမကဘူးတရားမင်းရဲ့နေရာကိုတောင်တုန်လှုပ်စေတယ်အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသားအရင်ခောက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိချင်အောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေးသားသမင်ကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားဟာလူကိုမီးရှို့နေတာပါအံ့ဩတယ်
လူဆိုရင်ဒါသင်တို့ရဲ့ရန်သူပဲဖြစ်မယ်တဲ့ရန်သူမဟုတ်ပါဘူးသားပါတူရီသောသားပါသားဆိုရင်လည်းသင်တို့မုန်းတဲ့သားပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့သားပါဟာဒါနဲ့ရင်ဘာလို့မငို့တော့အဲ့ဒီကြတော့မှခေမာထေတီအလောင်းပြောတဲ့စကားထဲမှာဒါလေးကိုဦးဇင်းကပြောချင်တာနော်မငိုခြင်းရဲ့အကြောင်းပေါ့ဘုရားလောင်းကြီးကတော့ပြောပါတယ်လူဘဝသေးတယ်ဆိုတာမွေများအရေခွန်လဲသလိုပဲတဲ့ဒါဘုရားလောင်းရဲ့အယူအဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတောင်ဘာမှမသိတော့ဘူးတို့ငိုတာကိုသိဖို့ဝေလာဝေးရော့ဒါကြောင့်ငိုကြွေးနေလို့ဘာအဓိပ္ပာယ်ရှိမှလဲမီးရှို့တာကိုတောင်မသိတဲ့လူတစ်ယောက်ရဲ့အနားမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာအဓိပ္ပာယ်ရှိမလဲဘာမှအဓိပ္ပာယ်မရှိဘူးတကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းဩငါ့ပေါ်မေတ္တာရှိရလို့တန်ရောစင်မကင်းကြလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရကျိုးနဲ့သိတယ်လေအခုကိုငိုတာကိုသူသိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်မသိတော့ဘူးဒါကြောင့်သူမငိုဘူးတဲ့နှမလေးကိုမေးတော့နှမလေးကဘာပြောလဲဆိုတော့ငိုခြင်းအပြင်လူပိန်မယ်တဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမယ်တဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့နော်ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့သေပြီးသားလူကိုတန်းတက်ပြီးတော့ပူဆွေးတာဟာလကိုတန်းတက်ပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွန်မကိုမေးတော့ကျွန်မကဘာပြောလဲဆိုတော့ကွဲပြီးသားရေအိုးဟာပြန်ဆက်လို့မရတော့တလို့ငိုကြွေးခြင်းအပြင်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမာကြီးပြောတဲ့စကားကိုပေးတတ်တော့ကိုမှတ်သားစေခြင်းတာအနာဝီတောတတောအာဂနာနုညာတောဤတောကတောယထာကတောတထာကတောတထကပတိဒေဝနာသူကတော့ပါဠိလိုဂါထာလေးနဲ့ရွတ်တာဗျနော်အဓိပ္ပာယ်ကဘာပြောလဲဆိုတော့အနာဝီတောတတောအာဂဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ပဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ဝင်ကြားကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှုံနှုံခေါ်တာမဟုတ်ဘူးသူသဘောနဲ့သူပါလဲရောက်လာတာအနာဝီတောတတောအာဂနာနုညာတောဤတောကတောပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညွတ်ခွင့်မပြုဘဲနဲ့သူ့စိတ်ကူးနဲ့သူ့ဟတ်သူပြန်သွားတာလာခဲ့လို့လည်းမခေါ်ဘူးပြန်သွားပါလို့လည်းခွင့်မပြုဘူးခွင့်မပြုတဲ့ကြားတဲ့ကပြန်သွားတာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လည်းခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လည်းပဲဆွဲထားလို့ရတာမဟုတ်ဘူးဟုတ်လားမခေါ်ဘဲနဲ့လာပြီးတော့စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားတာအဲ့ဒါလို့လာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားတဲ့ဒီလူသားတယောက်အတွက်ငိုကြွေးနေလို့ဘာကြိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တရားမင်းကြီးကတော့သူတို့ရဲ့အသိဉာဏ်တွေကိုပူဇော်သောအဖြစ်ယတနာမူတွေရွာသွန်းပေးသွားတယ်လို့ပြောတာပဲဟုတ်လားဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့အဲ့ဒီမိသားစုလူတွေနာရီမရခြင်းနေပါစေစိတ်နှလုံးရဲ့လွတ်လပ်မှုပေါ်ပါမှုအမြင်ကြီးမှုဉာဏ်ပညာကြီးမှုကိုရည်ရွယ်ပြီးတော့ရခြင်းတဲ့စိတ်နဲ့ဘဝဆိုတာဧည့်သည်ပဲငါလည်းပဲအချိန်ထွက်ရမယ်မသိဘူးသူလည်းပဲအချိန်ထွက်သွားမယ်မသိဘူးတယောက်ယောက်ကတော့တယောက်ယောက်ကိုခွဲပြီးတော့သွားမှသေကြတယ်နော်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ခွဲသွားစေခြင်းပါသလားဟမ်ဒကမာကြီးတွေကိုယ်အိမ်ကလူတွေကိုကိုယ်အရင်အိမ်ကနေထွက်သွားစေခြင်းပါသလားမသွားစေခြင်းဘူးဘယ်လိုလုပ်မလို့ကိုကအရင်ထွက်ဖို့ရှိတယ်ဟင်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ထွက်မသွားစေခြင်းဘူးဆိုရင်နီးတနည်းတော့ရှိတယ်နော်အဲ့ဒါဘယ်လိုလုပ်ရမလဲကိုကတော့အရင်ထွက်ချင်လားဟာအဲ့ဒီကပိုးပြီးတော့တောင်ကြိုက်เสียမကောင်းသေးတယ်အဲ့ဒါကြီးကပိုးတောင်ဆိုးသေးတယ်ဘဝမှာတစ်ခါတရံကောင်းတာရွေးချယ်เสียမရှိဘူးနော်အဆိုးကြီးနဲ့အဆိုးလေးပဲရွေးရတာကောင်းတာမပါဘူးကိုကထွက်သွားဖို့ဆိုတာလည်းပဲလုံးဝမကောင်းဘူးကိုအရင်သူတို့ထွက်သွားဆိုတော့လေလုံးဝမကောင်းဘူးမကောင်းမေစီအဲ့ဒီမကောင်းတစ်ခုကတော့သေချာပေါက်ရွေးကိုရွေးရမယ်ဒကာကြီးတို့မိုက်မြအေးဒါကြောင့်ဘဝဆိုတာဒုက္ခဆိုတာဒါပြောတာဒါအပေါ်ယံပဲရှိသေးတာနော်ဟုတ်လားဒါကြောင့်ကိုယ်အရင်သူတို့ထွက်ခြင်းထွက်မယ်သို့မဟုတ်ကိုကရင်သူတို့အရင်ထွက်ခြင်းထွက်မယ်သေချာတာကတော့အာလုံးသောတတ္တဝါတွေသည်ဧည့်သည်အဲ့ဒီဧည့်သည်ဆိုတဲ့စကားလုံးကိုတကယ်သဘောပေါက်အောင်ပေးတတ်လို့စဉ်းစားမယ်ဆိုလို့ရှိရင်ဘဝရဲ့ပေါ်မှာဆွဲလန်းတဲ့သဘောမက်မောတဲ့သဘောအဲ့ဒီဆွဲလန်းခြင်းမက်မောခြင်းကြောင့်ရလို့စိတ်ရခြင်းစိတ်လိုခြင်းစိတ်ကြောင့်မကောင်းတာတွေလုံမဲ့သဘောဒါတွေအားလုံးဇက်တိုက်ကြီးနည်းသွားနိုင်တယ်
ဟုတ်လားအတ္တဇွဲတွေနဲသွားနိုင်တယ်မြင့်မြတ်တဲ့စိတ်တွေကိန်းလာနိုင်တယ်နေရမယ့်အချိန်တူတူလေးကိုတန်ဖိုးအကြီးကြီးထားလာနိုင်တယ်ဘဝရဲ့လက်ကျန်အချိန်မှာတန်ဖိုးမရှိတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့အချိန်ကုန်ရမှာနှမျောတက်လာမယ်သဘောပေါက်လားအခုတရားဓမ္မတို့ဦးဇင်းတို့တွေကနေရတဲ့ဘဝကိုမနှမျောဘူးတရက်ကုန်သွားလို့နှမျောလိုက်တာလို့မရှိဘူးစဉ်းတောင်မစဉ်းစားမိဘူးတကယ်ဆိုရင်ဘဝဟာသိပ်တန်ဖိုးရှိတယ်အထူးသဖြင့်သာသနာနဲ့တွေ့နေတဲ့ဒီဘဝဟာသိပ်တန်ဖိုးရှိတယ်ကောင်းတာတွေကိုလုပ်ပိုင်ခွင့်ရှိတယ်ယဟန္တာဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အဲ့ဒါလောက်ကောင်းနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီဘဝဒီအခြေအနေကောင်းတွေကိုတန်ဖိုးမရှိတဲ့အလုပ်တွေအတွက်အကုန်ခံရမှာနှမျောတယ်ဘဝကိုဧည့်သည်လို့မြင်တဲ့လူဟာလေဒါကြောင့်ဘဝကိုနှမျောတတ်တယ်ပြီးတော့ဗာလဲဆိုတော့အတူတူနေရတဲ့လူတွေပုံမှာမေတ္တာပို့ကြီးတယ်ခဏလေးနေရမှာခဏလေးတွေ့ရမှာဦးဇင်းကဒါကြောင့်ဖိုးကြီးဖွားကြီးတွေတွေ့လို့ရှိရင်စိတ်ထဲကအလိုလိုမေတ္တာဖြစ်တယ်မကြဘူးမကြတော့ဘူးဒီစိတ်ကူးကလေးဒီအတွေးကလေးဟာစိတ်ကိုနူးညံ့စေတယ်ဟုတ်လားတခါကြီးမိုက်များဒါကြောင့်နံပါတ်1ဧည့်သည်သိမယ်ဆိုရင်သိပြီးတော့တန်ဖိုးရှိတယ်နော်နံပါတ်1ဧည့်သည်သိမယ်ဆိုရင်ဗာလဲသိတန်ဖိုးရှိတယ်သူဒီပင်လည်းဧည့်သည်ငါဒီပင်လည်းဧည့်သည်အားလုံးဒီပင်လည်းဧည့်သည်အဲ့ဒါကိုသိရင်အစွဲနဲလို့နေရတာလွတ်လပ်တယ်ပေါ်ပါတယ်ဘဝရဲ့လက်ကျန်အခြေအနေကိုအများကြီးတန်ဖိုးထားပြီးတော့စီစီစစ်စစ်တန်ဖိုးရှိရှိအသုံးချလိုက်မယ်နေရတဲ့အခိုက်အတန့်မှာတွေ့ရတဲ့လူတွေရဲ့အပေါ်မှာမေတ္တာတရားအာကြီးလာမယ်ခွင့်လွတ်နိုင်တာတွေအာကြီးလာမယ်မကောင်းဘူးလားအေးဒါကြောင့်ပထမဧည့်သည်သိဖို့အရေးကြီးတယ်နော်အေးဒီဧည့်သည်ကတော့ဦးဇင်းတို့ပြောရတာအင်မတန်လဲလွယ်ပါတယ်ပိဋကတ်တို့နားလေသဘောပေါက်ဖို့လဲဘာမှမခဲရင်ဘူးဟုတ်လားဒါပေမဲ့လို့စဉ်းစားမယ်ဆိုရင်တော့အတိတူးညံတူးကိုတောင်ရနိုင်တယ်နော်သေခြင်းတရားနဲ့အဆုံးသတ်ရတဲ့ဒီဧည့်သည်ရဲ့အကြောင်းကိုစဉ်းစားမယ်ဆိုရင်အတိတူးညံတူးတောင်ရနိုင်တယ်ဟုတ်လားအေးဒါကြောင့်ဒါပေမဲ့ဦးဇင်းတို့နောက်ဧည့်သည်နှစ်ပါးကိုပြောရမှာဆိုတော့ဒီဧည့်သည်ကိုဒီလောက်နဲ့တော်ရအောင်ဟုတ်လားလောကဇယက်ပေါ်မှာတတ္တဝါဧည့်သည်များဒါပထမဧည့်သည်နော်အေးနောက်ဒုတိယဧည့်သည်ဧည့်သည်ကဘာလဲဆိုတော့ခန္ဓာဇယက်ပေါ်မှာဝေဒနာဧည့်သည်များပိဋိပြောကြည့်စမ်းပါဗျာဟောဒီခန္ဓာကိုယ်ကြီးဟာဇယက်နဲ့တူတယ်ခံစားမှုဆိုတဲ့ဆင်းရဲခြင်းချမ်းသာခြင်းဆင်းရဲသည်လည်းမဟုတ်ချမ်းသာသည်လည်းမဟုတ်တဲ့အလယ်အလတ်ဥပိ္ပခဝေဒနာအဲ့ဒီခံစားချက်တွေဟာဧည့်သည်နဲ့တူတယ်တဲ့ဦးဇင်းတရားအစတုန်းကပြောခဲ့တယ်နော်ဧည့်သည်တွေဟာတစ်ခုတည်းတစ်ခုပို့ပြီးတော့လင်းတဲ့သဘောကိုဆောင်းတယ်တစ်ခုတည်းတစ်ခုပို့ပြီးတော့သိဖို့ပို့ပြီးတော့အရေးကြီးတယ်လို့ပြောခဲ့တယ်နော်အေးအခုဒုတိယဧည့်သည်အကြောင်းစပြောပြီနော်ခန္ဓာဇယက်ပေါ်မှာဝေဒနာဧည့်သည်များတဲ့ဒါကိုဦးဇင်းတို့ကိုဉာဏ်နဲ့ကိုစဉ်းစားပြီးတော့အယံကာယောကြီးပြောတာမဟုတ်ပါဘူးနော်မြတ်စွာဘုရားတန်ရုပ်ပါဠိတော်ဝေဒနာတန်ရုပ်မှာဟောထားတာရှိတယ်အကာရသုတ်တံနဲ့ဟောထားတာရှိတယ်အဲ့ဒါလေးကိုဦးဇင်းတို့အထောက်အထားသက်သေပြုပြီးတော့ဒီစကားကိုပြောတာပါဟုတ်လားတခါယူမိုက်မြဘိခဝေယဟန်တော်တို့တေယထာပိဥပမာဖြင့်အာကာရသမိအာဂန္ဓုကာကရံဧည့်သည်တို့တေခိုရာဖြစ်သောဇယတိအဋ္ဌိတန္တိရှိပါကုန်၏တထာထိုဧည့်သည်တို့တေခိုရာဇယပေါ်သို့ဘုရတိမာယပိတိတာယာရှိရမလေးဒိဋ္ဌဝါအာဂန္တဝါရောက်လာကြကုန်သည်ဖြစ်၍ဝါတန်တေခိုခြင်းကိုကပ်ပင်တိပြုကြကုန်၏ပိစီမာယပိတိတာယာနောက်ရမလေးအာဂန္တဝါရောက်လာကြကုန်သည်ဖြစ်၍ဝါတန်တေခိုခြင်းကိုကပ်ပင်တိပြုကြကုန်၏ပါဠိတွေအကုန်မရွတ်တော့ပါဘူးဗျာအဓိပ္ပာယ်လေးတွေများများပြောခြင်းလို့ဟုတ်လားလမ်းစုံလမ်းကွာလမ်းလေးကွာမှာလာသမျှသောရောက်လာသမျှသောဧည့်သည်တွေတေခိုဖို့အတွက်ဇေယျကြီးတစ်ထောင်ဆောက်ထားတယ်ဆိုပါစို့တဲ့အဲ့ဒီဇေယျကြီးပေါ်ကိုအရှိရက်ကရောက်လာတဲ့လူတွေကလည်းသူတို့တဲခြင်းရင်တဲသွားမှာပဲအနောက်ရက်ကလည်းတဲမယ်တောင်ရက်မြောက်ရက်မင်းတွေတတိတွေတကြွေတွေပုံနာတွေဆင်းရဲသားတွေအမျိုးမျိုးအလွှာအသီးသီးလူဒန်းသားအဖုံဖုံတို့ဟာအဲ့ဒီဇေယျပေါ်ကိုရောက်လာပြီးတော့တဲခိုကြမယ်တေကြတာကတော့တဲခိုပြီးရင်ပြန်ပြီးတော့ဆင်းသွားမယ်ဟုတ်ရဲ့လားဒီဇေယျပေါ်မှာသူတို့အမြဲနေမယ်ဆိုတဲ့စိတ်လုံးဝ
မရှိဟုတ်ရလားအေးအဲ့ဒါလို့ဇေယျပေါ်မှာပဂရိဧည့်သည်တွေအမျိုးမျိုးတဲခုပြီးတော့တက်လာပြီးတော့ဆင်းသွားကြသလိုမျိုးဘေကဝေယဟန်တော်မြတ်အိုจิตသားတို့ဧဝမေဝခောဤအတူသာလျင်ဤမသမိန်ကာယသမိန်ဤခန္ဓာကိုယ်ကြီးပေါ်၌လည်းပဲဝိဝိဒံဝေဒနာယအထူးထူးပြများလာစွာကုန်သောဝေဒနာတို့သည်ဝါခံစားချက်တို့သည်ဥပ္ပဇံတိဖြစ်ပေါ်၍နေကြကုန်၏ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာလည်းပဲအမျိုးမျိုးအဖုံဖုံစုံနေတဲ့ခံစားချက်တွေဟာဖြစ်ပေါ်နေတယ်တဲ့အဲ့ဒီဖြစ်ပေါ်နေတိုင်းသောခံစားချက်တို့သည်ချုပ်ပြောက်သွားတာကြီးပဲတဲ့ဟုတ်လားအေးဒါကြောင့်ဒုတိယဦးဇင်းတို့ပြောလိုက်တဲ့ဧည့်သည်သည်ခန္ဓာဇေယျပေါ်မှာဝေဒနာဧည့်သည်များဝေဒနာဆိုတော့ပိဿပေါင်းသူတော်ကောင်းတို့ကအလုံးနားလေကြပြီးသားဗမာစကားလို့ဖြစ်နေပြီနော်ဝေဒနာဆိုတာတကယ်ကတော့ဝေဒနာဆိုတာပါဠိစကားခံစားမှုချမ်းသာတာဆင်းရဲတာချမ်းသာတယ်ဆင်းရဲတယ်လို့ကိုမသိလိုက်တာဒါရိုးရိုးပြောတာနော်အေးအဲ့ဒီမှာချမ်းသာတာဆိုတာကလည်းပဲခန္ဓာကိုယ်ပေါ်မှာချမ်းသာတာရှိတယ်စိတ်ထဲမှာချမ်းသာတာရှိတယ်ခန္ဓာကိုယ်ပေါ်မှာချမ်းသာတာကြတော့ဒုက္ခဝေဒနာလို့သုံးမယ်စိတ်ထဲမှာချမ်းသာတာကြတော့သောမနတဝေဒနာလို့ပြောမယ်ဟုတ်လားအေးအဲ့ဒါလိုပဲဆင်းရဲတာလည်းပဲဒီခန္ဓာကိုယ်ပေါ်မှာရုပ်ပိုင်းဆိုင်ရာမှာဆင်းရဲနေတာဒုက္ခဝေဒနာတခါစိတ်ထဲမှာဆင်းရဲနေတာလည်းရှိတယ်အဲ့ဒါကြတော့ဒေါမနတဝေဒနာဒုက္ခဒုက္ခဒေါမနတသောမနတဥပေက္ခဝေဒနာဘယ်နှမျိုးလဲ5မျိုးဝေဒနာတွေကိုမြတ်စွာဘုရားအမျိုးမျိုးဟောတာဗျမြတ်စွာဘုရားလက်ထက်ကတက္ကကြီးတယောက်နဲ့ယဟန်တစ်ပါးညင်းမှုတယ်တယောက်ကဝေဒနာ2ပါးလို့ပြောတယ်တယောက်က3ပါးလို့ပြောတယ်ဒုက္ခနဲ့ဒုက္ခ2ပါးရှိတာဟာနောက်တစ်ယောက်ကမဟုတ်ဘူးဥပေက္ခဝေဒနာကို3ပါးရှိတယ်ဆိုဘုရားတည်သွားတာဟိုကြတော့မြတ်စွာဘုရားကဝေဒနာကိုတတ္တဝါတို့ရဲ့အလိုအကြိုက်ကိုလိုက်ပြီးတော့အမျိုးမျိုးဟောတဲ့အကြောင်းခုဝေဒနာ5ပါးနော်နောက်မျက်စိနဲ့ပတ်သက်ပြီးတော့သက္ခုတံဖတ်တာဝေဒနာသောတာတံဖတ်တာဝေဒနာဂါနတံဖတ်တာဝေဒနာဆိုပြီးတော့အတွင်းအာယတနာ6ပါးကိုအမိပြုပြီးတော့ဖြစ်တဲ့ဝေဒနာ6မျိုးလဲဟောထားတာမရှိဘူးလားရှိတယ်နော်အတပိသက်ပေါင်းသူတော်ကောင်းတို့လွယ်လွယ်သိရမှာကဝေဒနာဆိုတာဘာလဲလို့မေးရင်စိတ်ထဲမှာကိုယ်ပေါ်မှာဖြစ်ပေါ်လာသမျှအဆိုးအကောင်းခံစားချက်မှန်သမျှကိုဝေဒနာလို့နားလည်ရမယ်အဲ့ဒီဝေဒနာတွေဟာဧည့်သည်တွေပါလို့သိရမယ်နော်ဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်အလေအလတ်ပဲဖြစ်ဖြစ်ပေါ်လာပြီးရင်ချုပ်ပြောက်သွားတာကြီးပဲကောင်းလို့သိမ့်ထားခြင်းလို့မရဘူးဆိုးလို့လည်းပဲဟဲမလာခဲ့ပါနဲ့ပြောလို့လည်းမရဘူးအကြောင်းတိုက်ဆိုင်ရင်ရောက်လာမှာပဲဇေယျကြီးကလေဗဂရိဇေယျကြီးကဧည့်သည်တွေကိုမလာခဲ့နဲ့လို့တားဆီးခွင့်ရှိလားတားကိုတားဆီးနိုင်လားမတားဆီးနိုင်တားဆီးနိုင်ခွင့်မရှိသလိုတားဆီးနိုင်စွမ်းမရှိသလိုအဲ့ဒီဧည့်သည်တွေပြန်လဲထွက်ခွာတော့မယ်ဆိုတော့ပြန်ပြီးတော့မသွားပါနဲ့အောင်မင်းတို့ကငါသဘောကျနေလို့ဇေယျပေါ်မှာနေပါအောင်လို့ဇေယျကြီးကတားထားနိုင်ခွင့်ကောရှိလားမရှိဘူးလာခဲ့လို့ခေါ်နိုင်ခွင့်မရှိသလိုမသွားနဲ့လို့လည်းတားခွင့်မရှိဘူးအဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ခန္ဓာကိုယ်ဇေယျကြီးကလည်းပဲဒုက္ခဝေဒနာဒုက္ခဝေဒနာအစရှိတဲ့ခံစားချက်အမျိုးမျိုးတွေကိုမလာခဲ့ပါနဲ့လို့လည်းတားလို့မရဘူးဟေးမင်းတို့သိကောင်းလို့မပြောက်ပါနဲ့အောင်လို့ထိန်းရင်လို့လည်းမရဘူးအကြောင်းအားလျော်စွာဖြစ်သွားတယ်အကြောင်းကုန်တော့ဖြစ်စီသွားတယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့တွေဝေဒနာဟာဧည့်သည်နဲ့အင်မတန်တူတယ်လို့သဘောပေါက်မယ်ဆိုလို့ရှိရင်ချမ်းသာလို့လည်းပဲခြေပြားထောက်เสียအကြောင်းမရှိဘူးဆင်းရဲလို့လည်းပဲညှိုးငယ်တဲ့အကြောင်းမရှိဘူးချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ဝေဒနာမျှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတရားတွေဟာဘာမှအရေးပါအရာရောက်တာမဟုတ်ဘူးခဏဖြစ်ပြီးတော့ခဏပြတ်သွားကြတာဟုတ်လားအေးအဲ့ဒါကိုတရားဓမ္မတို့ဦးဇင်းတို့တွေကဝေဒနာရဲ့အကြောင်းကိုကောင်းကောင်းမသိတော့ဒီဝေဒနာရဲ့ပုံကြီးချဲ့ခြင်းကိုခံရတာချမ်းသာတယ်ဆိုရင်အကြီးကြီးလို့ထင်တာအကြီးကြီးလို့ထင်တော့အများကြီးရချင်တယ်ဆင်းရဲလာပြီဆိုရင်လည်းအကြီးကြီးလို့ထင်တယ်အကြီးကြီးလို့ထင်တော့မြန်မြန်ပြောက်ချင်တယ်ကြာရင်ခက်ရကြည်ရဲ့ဝေဒနာကိုသိကြောက်တယ်နော်ဒုက္ခဝေဒနာကိုသိကြောက်တယ်နော်ဒေါမနတဝေဒနာကိုလည်းကြောက်တာပါပဲဒေါမနတဝေဒနာကြောက်တယ်ဆိုတာဘာလဲ
လေဒီစတော်ကြီးရဲ့စကလုံးလေးယူပြောဦးမယ်ဗျာအဆက်ကွဲမှာကြောက်တာလူကြားထဲမှာညှို့ညွန့်ငယ်ငယ်နေရမှာကြောက်တာအဲ့ဒါဒေါမနတဝေဒနာဖြစ်မှာကိုကြောက်တာနော်ဂုံမရှိမှာကိုကြောက်တာအဆက်တကွဲအကျိုးနေဟုတ်လားအမျိုးမျိုးအဲ့ဒါလိုစိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်မှာသိကြောက်တာကိုတတ်သေးတဲ့လူတွေဟာများသောအားဖြင့်အဲ့ဒီဒေါမနတဝေဒနာကိုကြောက်ပြီးတော့တတ်သေးတာဗျဟုတ်လားခန္ဓာကိုယ်ကြီးအခါရခက်လို့တတ်သေးတဲ့လူဟာရှားတယ်စိတ်ပိုင်းဆိုင်ရာဘယ်လိုမှမခံစားနိုင်လို့ပြီးသွားခြင်းတော့တာလေဟုတ်လားအေးဒုက္ခဝေဒနာကိုကြောက်တာဆိုတာကတော့ဖြာမာနာမာကြိုက်မှာခဲမှာမကြောက်ရဘူးလားကြောက်ရတယ်အေးလိုချင်ပြီဆိုလို့ရှိရင်လေစိတ်ချမ်းသာတာသိရချင်တာပဲဟုတ်လားအေးခန္ဓာကိုယ်ပေါ်မှာချမ်းသာတာသိပြီးတော့သဘောကျတာပဲဟုတ်လားအဲ့ဒါလို့ဝေဒနာခံစားမှုကိုဧည့်သည်လို့နားမလဲတော့ဒုက္ခဝေဒနာကိုသိပြီးတော့မက်မောတယ်ရာဂာနုတ္တယဆွဲလန်းတဲ့အနုတ္တယတရားတွေဟာအနုတေတိမိမိတန်တမှာအစဉ်ကိန်းသွားတယ်ဒုက္ခဝေဒနာကိုသဘောမပေါက်ရင်နော်အဲ့ဒါလိုပဲဒုက္ခဝေဒနာဒေါမနတဝေဒနာတွေကိုလည်းဧည့်သည်လို့သဘောမပေါက်ရင်ပဋိက္ခာနုတ္တယဆိုတဲ့ဒေါသတွေအစဉ်ကိန်းနေအကုန်လုံးအပယ်မျိုးစေ့တွေကြီးတန်းရတာပဲပိဋကရေဝေဒနာကိုဧည့်သည်လို့မသိလိုက်တာဟာကြောက်เสียမကောင်းဘူးလားဒုက္ခဝေဒနာဒေါမနတဝေဒနာကိုဧည့်သည်လို့မသိတော့ပြိတ္တာဖြစ်ကြောင်းမျိုးစေ့ရာဂာနုတ္တယဆိုတဲ့ဆွဲလန်းမမောခြင်းဖြစ်တယ်ဟုတ်လားဒုက္ခဝေဒနာဒေါမနတဝေဒနာကိုဧည့်သည်လို့မသိတော့ပဋိက္ခာနုတ္တယဆိုတဲ့ဒေါသတွေဒေါမနတတွေဖြစ်ပြီးတော့ငရဲမျိုးစေ့ကိုသိမ့်ပိုက်ပြီးသားဖြစ်တယ်ဒါကြောင့်ဒီဒုတိယဧည့်သည်သိเสียမကောင်းဘူးလားကောင်းတယ်ဘလို့သိရမှာလဲဧည့်သည်လို့သိရမယ်အဲ့တော့သူတို့ဘလို့ရောက်လာသလဲသူတို့ဘလို့ထွက်ခွာသွားသလဲသူတို့ရောက်လာတာဘယ်ပုံစံနဲ့ရောက်လာတာလဲလို့သိရင်ဘယ်ပုံစံပြန်လဲထွက်ခွာသွားသလဲဆိုတာကိုပို့ပြီးတော့သဘောပေါက်မယ်အဲ့တော့ဝေဒနာတွေဘလို့ဖြစ်လာလဲဒါလေးကိုပိဿပေါင်းသူတော်ကောင်းတို့နည်းနည်းလေးနားဆိုင်ကြည့်ပါနော်သက္ခုံစာပဋိစ္စရူပေစာဥပ္ပစ္စတိသက္ခုဝိညာဏံတိဏံသင်္ကတိတိဖတ်သောဖတ်သားပစ္စယဝေဒနာပစ္စယတဏ္ဏပစ္စယဥပါဒနာဟိုဘက်ကျတော့ဒီလူတွေရတယ်ပရိစ္ဆေသမုပ္ပါရတယ်မဟုတ်လားဟင်ဒီအစပိုင်းလေးပဲနည်းနည်းလေးကြာဘူးနာဝနင်းနေတာဟုတ်လားအဲ့ဒီမှာဝေဒနာဘယ်လိုဖြစ်လာလဲဆိုတာလေးကိုဦးဇင်းတို့ပြောနေတာနော်သက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏံဒိဏံသင်္ကတိတိဖတ်သောဟောဒီမျက်စိကိုအကြောင်းပြုပြီးတော့ဟိုဘက်ကမြင်တဲ့အဆင်းတွေကိုအကြောင်းပြုပြီးတော့မျက်စိနဲ့အဆင်းနဲ့ဆုံလိုက်တဲ့အခါကျတော့မြင်သိစိတ်ဆိုပြီးတော့မြင်တာကိုသိတဲ့စိတ်ကလေးသက္ခုဝိညာဉ်ဆိုတာဖြစ်တယ်တဲ့တရားသုံးလုံးရှိသွားပြီနော်မျက်စိရဲ့အဆင်းရဲ့မြင်သိစိတ်ရဲ့အဲ့ဒီမြင်သိစိတ်ရဲ့အဆင်းရဲ့မျက်စိရဲ့ဒီသုံးခုရဲ့အပေါင်းတိဏံသင်္ကတိတိဖတ်သောတဲ့အဲ့ဒီသုံးခုပေါင်းစုံခြင်းကိုဖတ်တာလို့ခေါ်တယ်တဲ့အဲ့ဒီသုံးခုပေါင်းစုံခြင်းကိုဖတ်တာလို့ခေါ်တယ်အေးအဲ့ဒီဖတ်တာဖြစ်တာနဲ့တပြိုင်တည်းဝေဒနာမဖြစ်အောင်ဘယ်သူမှတားလို့မရတော့ဘူးဘယ်သူမှမတတ်နိုင်တော့ဘူးအဲ့ဒီအချိန်မှာဖတ်တာဖြစ်ပြီးရင်ဖတ်တာပစ္စယဝေဒနာခံစားချက်ဆိုတာအဲ့လိုဖြစ်တာမျက်စိနဲ့အဆင်းနဲ့တွေ့တယ်မြင်သိသိဖြစ်တယ်အဲ့ဒီသုံးခုပေါင်းစုံလိုက်တာနဲ့တပြိုင်တည်းဖတ်တာဖြစ်တယ်ဖတ်တာပြီးတာနဲ့တပြိုင်တည်းခံစားချက်ဖြစ်တယ်ဒါကပါဇက်လို့ပြောလို့သာကြားနေတာကိုဗျစိတ်တွေဟာလည်းဖြစ်တဲ့အတွင်းမှာဂရီတိသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့ဒီပိဿကြီးကြားဖို့တယ်နော်အေးမြင်ရတာသိကောင်းတာပဲကြည်ပြီးရင်ကြည်ကျင်ရင်ပဲပိဿရဲ့အစင်းကိုလည်းဆွဲလန်းတယ်ခံစားချက်ကိုလည်းဆွဲလန်းတယ်နာရဲ့အတန်ရဲ့သောတင်္စာပဋိစ္စသတ္တင်္စာဥပ္ပိစ္စတိသောတဝိညာဏံတိဏံသင်္ကတိတိဖတ်သောအတူတူပဲနော်နာရဲ့အတန်ရဲ့ဆုံပြီးတော့ဇာတိသိဖြစ်တယ်အဲ့ဒီသုံးခုအပေါင်းကိုဖတ်တာလို့ခေါ်မယ်အဲ့ဒီဖတ်တာကြောင့်ဝေဒနာဖြစ်တယ်အကောင်အဆိုးခံစားတာပေါ့ဟုတ်လားအေးအဲ့ဒါလိုပဲနှာခေါင်းလျှာကိုယ်စိတ်ပိဿပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိတဲ့အသေးစိတ်အကုန်မပြောဘူးနော်ကိုယ့်ကိုချဲ့ထွင်ပြီးတော့စဉ်းစားရမယ်ဝေဒနာတွေဟာအဲ့ဒါလိုအာယုံ द्वार ထိတိုင်းဝိညာဉ်ဆိုတဲ့သိစိတ်တွေဖြစ်တယ်အဲ့ဒီသုံးခုစုံတိုင်းဖတ်တာဖြစ်တယ်ထိုမှတစဉ်ဝေဒနာဖြစ်တယ်မြတ်စွာဘုရားကတော့နားလေလွယ်အောင်ပြောတယ်ဗျာသိပ်ပြီးတော့မာတဲ့ထင်းချောင်းနှစ်ချောင်းကိုပုတ်လိုက်လို့ရှိရင်အပူဓာတ်ဆိုတာဖြစ်လာတယ်တဲ့ဟုတ်လားအဲ့ဒီအပူဓာတ်ဟာအလကားဖြစ်တာလားပုတ်တိုက်လို့ဖြစ်တာလားအေးအဲ့ဒီပုတ်တိုက်ခြင်းဒီဟုသောဖတ်တာထိခိုက်မှုကြောင့်ဝေဒနာဖြစ်တယ်
ဟုတ်လားပုတ်တိုက်လို့အပူဓာတ်ဖြစ်တာအဲ့ဒါကိုမပုတ်တိုက်ဖဲနဲ့အသာချထားပြန်တော့လေအဲ့ဒီအပူဓာတ်ကပျောက်သွားပြန်ရောအဲ့ဒီတော့အာဂန္တုဧည့်သည်သဘောဆိုတာသိထင်ရှားတယ်နော်ဆိုကြပါစို့ကိုမမြင်ရင်တဲ့ပုဂ္ဂိုလ်ကိုမြင်ရရင်စိတ်ထဲမှာအခံရခက်တယ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုမြင်ရရင်စိတ်ထဲမှာအခံရခက်တယ်မုန်းတဲ့ပုဂ္ဂိုလ်နဲ့မျက်စိနဲ့ဆုံလိုက်တယ်မြင်သိသိဖြစ်တယ်ဖတ်တာလို့ပြောမယ်အဲ့ဒီဖတ်တာကြောင့်စိတ်ထဲမှာအခါရခက်တဲ့ဒေါမနတဝေဒနာမပေါ်ဘူးလားပေါ်တယ်ကိုချစ်တဲ့လူနဲ့ကိုယ့်ရဲ့မျက်စိနဲ့မြင်လိုက်ရတော့စိတ်ထဲမှာကြည်နူးတဲ့သဘောဖြစ်တယ်ตาရတဲ့သဘောဖြစ်တယ်ပိဋကတုဒီလောက်ရှင်းပြရင်အလုံးသဘောပေါက်တယ်နော်အေးဒါကြောင့်ဝေဒနာမှန်သမျှသည်အာဂန္တုကဧည့်သည်သဘောမျှပဲလို့သဘောပေါက်ရမယ်နော်အဲ့ဒီဝေဒနာကိုဧည့်သည်လို့သိမယ်ဆိုလို့ရှိရင်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ဘဝဟာအများကြီးသက်သာခွင့်ရမယ်ဒါကဦးဇင်းတို့ကအရက်ပြောလေးပြောလိုက်တာနော်အများကြီးစိတ်ထဲမှာအနှစ်သာရအများကြီးရှိမယ်နိဗ္ဗာန်ထိရနိုင်တယ်ဝေဒနာကိုနားလည်ရင်တဏှာချုပ်တယ်ဗျဝေဒနာအကြောင်းကောင်းကောင်းသိရင်တဏှာချုပ်တယ်ဟင်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတရားမင်းကြီးကမြတ်စွာဘုရားကိုလာမေးဘူးတယ်ဗျအချင်းချုပ်လေးပြောပြအောင်မယ်အရှင်ဘုရားတဲ့တဏှာချုပ်အောင်ဘယ်လိုလုပ်ရမလဲလို့မေးတာတဏှာသင်္ခယတုတ်ဆိုပြီးတော့သုလတဏှာသင်္ခယတုတ်ပြီဆိုမေဇိမနိကေမှာရှိအဲ့ဒီမှာမြတ်စွာဘုရားကအကြံဉာဏ်လေးပေါ့နော်ဦးဇင်းတို့အတူချုပ်ကလေးပေါ့တဏှာချုပ်ခြင်းလို့ရှိရင်ဝေဒနာရဲ့မမြဲခြင်းဆင်းရဲခြင်းအနှစ်မရှိခြင်းကိုမြင်အောင်ကြည့်လေဒါပဲဟုတ်လားဆင်းရဲမှုမှန်သမျှဒီအလိုရမဲ့တဏှာဆန္ဒတွေကြောင့်ဖြစ်တာလို့ဒီပိဋကကြီးသိပြီးသားအဲ့ဒီဆင်းရဲမှုအလုံးကိုဖန်တီးတဲ့ဒီလက်သက်တရားခံကိုအပြည့်သက်ပယ်ရှားခြင်းတယ်ဆိုရင်ခံစားချက်ဝေဒနာတွေရဲ့သဘောကိုအမှန်အတိုင်းသိအောင်ကြိုးစားရမယ်ဝေဒနာတွေရဲ့အမှန်သဘောတဘာဝကဘာလဲဧည့်သည်ဝေဒနာတွေရဲ့သဘောကဘာလဲဧည့်သည်ဟုတ်လားလက်စနဲ့ဆက်ပြီးတော့ပြောအောင်မယ်အဲ့ဒီလိုမြတ်စွာဘုရားကအဲ့ဒီဝေဒနာကမ္မထံကိုဟောတော့တရားမင်းကသဘောကျလွန်းလို့သာဓုခေါ်တယ်သာဓုခေါ်ပြီးတော့နတ်ပြည်ပြန်သွားတယ်အဲ့ဒီမှာရှင်မမောက္ကလန်ကတရားမင်းသာဓုခေါ်တာကိုကြားတော့ဘာဖြစ်လို့မြန်သာဓုခေါ်လဲမသိဘူးဘလောက်ကောင်းတဲ့တရားမြန်နာရလို့လဲဘလောက်မြန်သဘောကျသွားလဲမသိဘူးဆိုပြီးနောက်ကတောက်လျှောက်လိုက်သွားတာတရားရဲ့နောက်ကဟိုရောက်တော့တရားမင်းကနန္ဒုံဥယျာဉ်ထဲမှာသူ့ရဲ့အချွေရံနေနဲ့ပျော်နေတဲ့အချိန်ပေါ့အဲ့ဒီမှာရှင်မမောက္ကလန်ကမေးတာမြတ်စွာဘုရားကဘယ်လိုတရားတွေဟောလိုက်လို့တရားမင်းကြီးကသာဓုခေါ်တာတော့အံ့ဩစရာကောင်းတဲ့တရားခုနတုန်းကမှနာသွားတာသိကျင်လွန်းလို့မေးသွားတာအဲ့ဒီအဖြေအဲ့ဒီတရားကိုလုံးဝအမှတ်မရဘူးတဲ့ဒါကလည်းဘ ഹു တုတ္တလေးတစ်မျိုးပေါ့နော်ကာမဂုဏ်အာယုန်နဲ့တွေ့ရင်တရားဆိုတာပျောက်စမြဲပဲလို့ဟုတ်လားဒီအချက်လေးကိုသတိထားရမယ်နော်အဲ့ဒီမှာတရားမင်းကရှက်တာပေါ့အခုလေးတင်နာပြီးတော့အခုလေးတင်ပြန်ပြီးတော့မေးတာမပြောနိုင်ဘူးဆိုတော့ရှက်เสียကြီးအဲ့ဒါနဲ့အေယာဝင်စင်ဘောကဆင်းပြီးတော့လက်အုပ်ချီပြီးတော့ရှင်ဘုရားတဲ့တပည့်တော်ရဲ့ဝေဇင်တာပြတ်တက်ကြီးကိုကြည်ပါဖေရသိပ်ပြီးတော့ကြည်ကြပါတယ်ဖေရခန္ဓာပါတယ်ဖေရအခမ်းမောင်းဘယ်လောက်ရှိတာဝေဇင်တာချီးမွမ်းကန်းတွေဖွင့်နေတာအရှက်ပြေလျှောက်ပြောတာဟုတ်လားအဲ့ဒီမှာတရားမင်းကိုရှင်မောက္ကလန်ကအင်မတန်မေ့အားကြီးတဲ့တတ္တဝါပဲဆိုပြီးတော့ဘာလုပ်လဲဆိုတော့ဒီတရားရဲ့ပြတ်သက်ကိုတုံလှုပ်တဲ့အစီအရင်တကူအစီအမှန်ပေါ့လေအဲ့ဒါနဲ့ဖန်တီးတာပြတ်သက်ကြီးလုံးဝလှုပ်တယ်လှုပ်တော့နတ်သမီးတွေဘာတွေអော်တာပေါ့အဲ့ဒီမှာတရားမင်းလဲကြောက်လန့်တဲ့သဘောဖြစ်တယ်ရုပ်တရက်အဲ့ဒီလိုကြောက်တာနဲ့တပြိုင်နက်တည်းတရားတွေပြန်ပေါ်လာတယ်တဲ့ဒါတတ္တဝါတွေရဲ့နိယာမဗျာနော်ဆင်းရဲလေလေတန်ဝေရရတခါတလေဥစဉ်ကဆင်းရဲတာကတော့မှတရားပိုင်းကကြည့်လို့ရှိရင်ဟန်ရသလိုရှိတယ်ဒါပေမဲ့အသိဉာဏ်ကတော့လိုရင်းပါနော်အေးဆင်းရဲပြီးတော့တန်ဝေမရတာလည်းရှိတာပေါ့ချမ်းသာပြီးတော့လည်းပဲတရားသိတာလည်းရှိတာပေါ့သို့တော့ကာမဂုဏ်အာယုန်တို့သည်စိတ်ကိုမူးမေ့သေးတယ်ဖျားယောင်းတတ်တယ်မျက်စိလဲသေးတယ်ဆိုတာကတော့သိကြတယ်အကြောက်တရားတို့သည်တရားကိုအမှတ်ရသေးတယ်ဆိုတာကတော့သိကြတယ်ဟုတ်လားအေးဥစဉ်တခါမန္တလေးအနောက်ဘက်ကတန်ဖိုကျွန်းဆိုတဲ့ရွာမှာတရားဟောတော့ဟိုတားလေးမှငရင်လှုပ်တုံးကလေတရားဟောနေတော့ငရင်လှုပ်တယ်ဗျာအပေါ်ကမိုးထားတာလဲကွန်ကရစ်မိုးတွေဟာလူကိုချွေးမပြန်အောင်မနှဲအိမ်တွေဟန်ဆောင်းနေရတယ်သိလားကြောက်လိုက်တာအဲ့ဒီလိုကြောက်တာနဲ့တပြိုင်နက်တည်းဘာကိုအမှတ်ရလာတော့အေးဖះဆိုတာအဲ့ဒီကြမှာဖြစ်တာဟုတ်လားအေးအဲ့ဒီမှာအခုတရားမင်းလည်းပဲပြန်ပြီးတော့အမှတ်ရတယ်ရှင်ဘုရားဝေဒနာကမ္မထံကိုမြတ်စွာဘုရားဟောတာပါဘုရားအမှတ်ရတယ်နော်ကြောက်မှပဲအမှတ်ရတာနော်
ဝေဒနာရဲ့မမြဲခြင်းကိုသိမြင်ခြင်းသည်တဏှာကင်းတယ်ဆိုတဲ့အင်မတန်ကောင်းတဲ့ဆိုဆုံးမချက်ကိုဘယ်အချိန်ကြမှသတိရတာတော့ပြတ်သက်ကြီးပြိုတော့မယ်ကြံမှသတိရတာခုဒကမတို့ဦးဇင်းတို့တွေအခုဦးဇင်းတို့လည်းပြောလိုက်ပြီးငကိုကလည်းကြားဘူးမှာပါဟုတ်လားဝေဒနာတွေမမြဲဘူးသတိမေ့နေတာကများတယ်ဘယ်အချိန်ကြမှသတိရမှာတော့တရားမင်းကတော့ဝေဇင်တာပြတ်သက်ကြီးလှုပ်မှသတိရတာတို့ကတော့ဘယ်အချိန်ကြမှသတိရမှာတော့စဉ်းစားတယ်မို့လားစဉ်းစားတယ်နေထားပါတော့ဗျာနောက်ဧည့်သည်အတွက်အချိန်မရမှဆိုလို့နော်ဟုတ်လားတခါကြီးမိုက်များအေးဒုတိယဧည့်သည်ဗါတဲ့လေခန္ဓာဇေယျပေါ်မှာဝေဒနာဧည့်သည်များသိရင်တဏှာတောင်ကုန်ခန့်ပြီးတော့ဒုက္ခရဲ့အဆုံးကိုတောင်ပြုနိုင်တယ်ဟုတ်လားဦးဇင်းတို့လောကီလိုလေးအကျိုးတရားပြောမယ်ဆိုရင်တော့ဝေဒနာခံစားချက်ဟာဧည့်သည်ပါလို့သိရင်အင်မတန်နေတတ်ထိုင်တတ်တယ်ချမ်းသာလို့လည်းပဲမိုးချင်းမောက်ချင်းခြေပြားထောက်ချင်းမရှိဘူးလူတိုင်းချစ်တယ်ဟုတ်လားဆင်းရဲလို့လည်းပဲသိငယ်တယ်ညှိုးငယ်တယ်အောက်ကြတယ်လို့မရှိဘူးအင်မတန်တည်ငြိမ်တယ်ဟုတ်လားခုတော့တရားဓမ္မတို့ဦးဇင်းတို့တွေကဝေဒနာဟာဧည့်သည်ပါလို့မသိတော့ဝေယုံဝင်များလို့တောင်လေလာမြောက်ဖက်ရင်ဟုတ်လားမြောက်လေလာတောင်ဖက်ရင်ချမ်းသာတော့မြင့်မြင့်ဆင်းရဲတော့နှိမ့်ကိုယ့်ဟာကိုယ်မရက်တည်နိုင်ဘူးနော်ဝေဒနာကျိုးဆွဲရာကိုကနေရတာဟုတ်လားဒုက္ခဝေဒနာကမင်းဒေါသဖြစ်ဆိုတော့ဖြစ်ရတာပေါ့ဗျာဒုက္ခဝေဒနာကမင်းလောဘဖြစ်ဆိုတော့ဖြစ်ရတာပေါ့သူကတော့အဲ့လိုခိုင်းတာမဟုတ်ပါဘူးကိုကစပြီးတော့ညံ့လွန်းလို့အလွန်းလို့အဲ့လိုဖြစ်သွားတာကိုဟုတ်လားဒါကြောင့်ဒေသနာတော်တွေဆိုတာမအောင်လဲအောင်ညွှန်ကြားထားတာဗျဟုတ်လားအေးဒါကြောင့်ဒုတိယနားလေရမှာကဘာတဲ့တော့ခန္ဓာဇေယျပေါ်မှာဝေဒနာဧည့်သည်များတဲ့နော်ဦးဇင်းတို့ဧည့်သည်ဘယ်နှမျိုးပြောပြီးသွားပြီလဲ2မျိုးပြောပြီးသွားပြီလောကဇေယျပေါ်မှာတတ္တဝါဧည့်သည်များသူလည်းပဲသိရင်အင်မတန်အကျိုးကြီးပါတယ်နော်နောက်ဒုတိယကဘာလဲခန္ဓာဇေယျပေါ်မှာဝေဒနာဧည့်သည်များသူကတော့သိရင်ပူပြီးတော့အကျိုးကြီးသွားပါပြီပူပြီးတော့လည်းပဲလေးနဲ့လာတဲ့သဘောမဆောင်ဘူးလားဆောင်နေအေးဦးဇင်းတို့တတိယအလေးနဲ့ဆုံးတဲ့အတိတိုက်ဆုံးသောဧည့်သည်အကြောင်းဆက်ပြီးတော့ပြောကြရအောင်အဲ့ဒါကဘာလဲဆိုတော့ဦးဇင်းတို့တင်စားပြီးတော့ပြောမယ်စိတ်ဒီဟုသောဇေယျပေါ်မှကိလေသာဧည့်သည်များတဲ့ဘိသိက်ပြောကြည့်စမ်းပါဗျာကိလေသာဧည့်သည်များအဲ့ဒါကိုဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘယ်မှာဟောလဲဆိုတော့အင်္ဂုတ္တပါဠိတော်ဧကနိပတ်မှာဟောထားတယ်ဟုတ်လားပါပါတရမိရံဘိကဝေစိတ်တံတင်စခောအာဂန္တုကေဟိဥပကိလေတေဟိဥပကိလေထံအဓိပ္ပာယ်ကဘာလဲဆိုတော့ဟောဒီတတ္တဝါတွေရဲ့ပင်ကိုယ်စိတ်ကလေးဟာပါပါတရမိရံဘိကဝေစိတ်တံဟောဒီစိတ်ကလေးဟာတဲ့အယောင်တလက်လက်ထွက်ပြီးတော့ပြိုးပြိုးပြက်ပြက်ဖြူရှင်တောက်ပနေတယ်တဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့မူရင်းစိတ်ကလေးကဘာတဲ့တော့ဖြူရှင်တောက်ပနေတယ်တဲ့အင်မတန်တန်ရှင်းတာပဲတဲ့နော်ဖြူရှင်တောက်ပနေတယ်တဲ့အဲ့ဒါလို့တန်ရှင်းဖြူရှင်တဲ့ဒီစိတ်ကလေးကိုအာဂန္တုကေဟိဧည့်သည်တပွဲဖြစ်သောဥပ္ပကိလေတေဟိဥပ္ပကိလေသာတရားတို့ကဥပ္ပကိလေထံညှဉ်းနှွမ်းအောင်လှုပ်လိုက်တယ်တဲ့ဟုတ်လားဓာတ်ရိုက်ကြီးပြောတာနော်ဧည့်သည်တပွဲဖြစ်တဲ့ကိလေသာတရားတွေကဖြူရှင်းနေတဲ့ပင်ကိုယ်စိတ်ကလေးကိုညှဉ်းနှွမ်းအောင်အယောင်အမျိုးမျိုးဆိုးပစ်လိုက်တာဟုတ်ရဲ့လားအဲ့ဒီတော့ဦးဇင်းတို့စိတ်ဒီဟုသောဇေယျပေါ်မှာကိလေသာဧည့်သည်များစိတ်ကိုဇေယျလို့တော့မြတ်စွာဘုရားကမဟောပါဘူးသို့တော်လည်းပဲဦးဇင်းကထင်ရှားအောင်ပြောပြတာဟုတ်လားအေးပင်ကိုယ်စိတ်ကလေးပေါ်မှာဧည့်သည်တပွဲဖြစ်တဲ့လောဘဒေါသတို့သည်အယောင်အမျိုးမျိုးဆိုးပြီးတော့ညှဉ်းနှွမ်းသွားစေတယ်တော့ကိလေသာဟာဧည့်သည်ဗျာလောဘဟာဧည့်သည်ဒေါသဟာဧည့်သည်မာနဟာဧည့်သည်သို့တော်လူတွေကအဖြစ်များလုံးလို့ဧည့်သည်လို့မထင်ရတော့ဘူးအိမ်ရှင်လို့ကိုဖြစ်နေတော့တာသိကြလားဒါပေမဲ့အဲ့ဒါတွေကဘာတွေလဲဧည့်သည်တွေဒီဧည့်သည်ကအရေးကြီးဆုံးဧည့်သည်ပဲဗျဘာပြုလို့လဲဆိုတော့ဒီဧည့်သည်ကသူ့အကြောင်းကိုသိယုံသိနေတာနဲ့မပြီးဘူးသူကတားဆီးရမယ်ဧည့်သည်မလာအောင်တားရမယ်ဧည့်သည်ဟုတ်လားအေးတတ္တဝါဧည့်သည်ဆိုတာကတားလို့မရဘူးလာခြင်းရင်လာမှာပဲထွက်ခြင်းရင်ထွက်သွားမှာပဲဝေဒနာဧည့်သည်ဆိုတာကလည်းပဲဖတ်တာဖြစ်ရင်ဝေဒနာကဖြစ်ရတာပဲ
ယဟန္တာတွေလည်းဝေဒနာဖြစ်တာပဲတားလို့မရဘူးနော်ဝေဒနာတားလို့မရဘူးနော်အခုဒီဧည့်သည်ကတားလို့ရတယ်တားလို့ရပါလဲကဲနဲ့မတားဘဲနဲ့လက်သင့်ခံနေလို့ကိုသူကအကြာကြီးတဲခိုနေတာဟုတ်လားဒါကြောင့်ဒီဧည့်သည်ကအရေးကြီးတယ်ဘာလို့သူ့ကိုတားရစီးရမှာလဲဆိုတော့သူကရိုးရိုးဧည့်သည်မဟုတ်ဘူးဧည့်ဆိုးဖြစ်နေလို့ပဲပိဋိဘာဖြစ်နေတယ်ဧည့်ဆိုးရောက်လာခြင်းပဲဒုက္ခပေးတဲ့ဧည့်ဆိုးဟုတ်လားသူရောက်လာပြီဆိုတာနဲ့တည်းပဲအင်ရှင်ဖြစ်တဲ့ဒီစိတ်ကလေးကတော့လျှောက်တန်းပူရတော့တာဟုတ်လားဒီလောဘဒေါသဧည့်သည်ရောက်လာတာနဲ့တပြိုင်နက်တည်းဘာဖြစ်ပြီတော့တတ္တဝါဟာတော့လျှောက်တန်းပြီးတော့ပူရပြီလောင်ရပြီဆင်းရဲရပြီစိတ်တွေဆင်းရဲရလားများလာရင်ပါဇက်ပေါ်ကလည်းပဲသိပြီးတော့အနှစ်မရှိတဲ့စကားတွေထွက်လာပြီလက်ကလည်းပဲတန်ဖိုးမရှိတဲ့အလုပ်တွေလုပ်လာပြီတကူလုံးဘာမှမကောင်းတော့ဘူးဟုတ်လားစိတ်ထဲမှာကိလေသာဧည့်သည်ဝင်လာတာနဲ့တပြိုင်နက်တည်းကောင်းတာဘာမှမရှိတော့ဘူးအဲ့ဒီချိန်မှာဟုတ်ရလားဒါကြောင့်သူကအင်မတန်ဆိုးတဲ့ဧည့်သည်ရောက်လာခြင်းနှိပ်စက်တဲ့ဧည့်သည်ဟုတ်လားဒါကြောင့်သူ့ကိုလုံးဝလက်သင့်မခံသင့်တဲ့ဧည့်သည်လို့နားလည်ပြီးတော့စွမ်းအားရှိတဲ့လောက်ဘာလို့ရမှာလဲတားဆီးရမယ်ပထမဧည့်သည်နဲ့ဒုတိယဧည့်သည်ကသိမြင်နားလည်ရမယ်ဧည့်သည်ဟုတ်လားပထမဧည့်သည်နဲ့ဒုတိယဧည့်သည်ကအခုတတိယဧည့်သည်ကတော့တားဆီးရမယ်ဧည့်သည်ဟာအမတန်လို့မန်လျှော့မတားနိုင်လို့ဇွတ်ကြီးအတင်းဝင်လာပြီဆိုရင်လည်းပဲကြာရှည်လက်ခံမထားတဲ့ဧည့်သည်ပိဋကတို့သဘောပေါက်ပါတယ်ဟုတ်လားဒါကြောင့်တတိယဧည့်သည်သည်အရေးအကြီးဆုံးနဲ့နားလည်ဖို့အလိုအပ်ဆုံးဧည့်သည်ဟုတ်ရလားစိတ်တည်ဟူသောဇယက်ပေါ်မှာကိလေသာဧည့်သည်များအဲ့ဒီဧည့်သည်ကိုမလာအောင်တားရမယ်ရောက်လာပြီးရင်လည်းကြာရှည်မနေအောင်မြန်နှင်ထုတ်ရမယ်ဟုတ်ရလားအဲ့တော့သူ့ကိုတားခြင်းပြီးနှင်ထုတ်ခြင်းပြီးဆိုလို့ရှိရင်သူဘယ်ပုံဘယ်နည်းရောက်လာသလဲဆိုတာလေးကိုပိဋကတို့သိဖို့လိုတယ်ခုနတုန်းကလည်းဦးဇင်းတို့ဝေဒနာတွေဘယ်ပုံဘယ်နည်းဖြစ်ပေါ်လာသလဲဆိုတာကိုမပြောခဲ့ဘူးလားပြောခဲ့တယ်အခုလည်းပဲကိလေသာတွေဘယ်ပုံဘယ်နည်းဖြစ်ပေါ်လာသလဲမသိတယ်မို့လားသိတဲ့နဲ့ကိလေသာတွေဘယ်ပုံဘယ်နည်းဖြစ်ပေါ်လာသလဲဆိုတာလေးကိုဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဒုက္ခနိပတ်ထဲမှာလာရှိတဲ့စကားတော်တွေကိုယူပြီးတော့ပြောကြည့်ရအောင်နော်တတ္တဝါတွေရဲ့တန်တာမှာဆွဲလန်းမဲ့မောခြင်းဆိုတဲ့ຢာကကိလေသာမကျင်တဲ့ချင်းပြင်းမှားခြင်းဆိုတဲ့ဒေါသကိလေသာဒီတို့သိတယ်နော်ဒီຢာကနဲ့ဒီဒေါသနှလုံးကိုပဲပြောကြစို့သူတို့အရေးကြီးဆုံးပေါ့နော်လောဘရဲ့ဒေါသရဲ့ပေါ့နော်အဲ့ဒီຢာကဆိုတဲ့လောဘဟာဘယ်လိုဖြစ်ပေါ်လာသလဲအဲ့ဒါကိုမြတ်စွာဘုရားကအကြောင်းတရားနှစ်ချက်ထုတ်ပြတယ်အဲ့ဒါကဘာလဲဆိုတော့သူပနမိတ်ဆိုတဲ့တင့်တယ်တဲ့အာယုံရှိရမယ်တဲ့ຢာကဖြစ်ဖို့အတွက်ဟုတ်လားသူပနမိတ်ဆိုတဲ့တင့်တယ်တဲ့အာယုံပြီးတော့တတ္တဝါရဲ့တန်တမှာအာယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမှားယွင်းမှုလည်းရှိမယ်ဆိုလို့ရှိရင်အဲ့ဒါတေချာပေါက်ຢာကဖြစ်ပြီတဲ့ပြင်ဘက်ကအာယုံကတင့်တယ်တဲ့အာယုံအတွင်းထဲမှာကနှလုံးသွင်းမှားယွင်းမှုဟုတ်လားအဲ့ဒီသူပနမိတ်နဲ့အာယောနိသောမနတိကာရပေါင်းမိတာနဲ့တပြိုင်နက်တည်းဘာဖြစ်ပြီလဲຢာကဆိုတဲ့ဧည့်သည်တောက်လျှောက်မဖိတ်ခေါ်ပဲနဲ့ရောက်လာပြီသဘောပေါက်တယ်နော်တင့်တယ်တဲ့အာယုံရဲ့နှလုံးသွင်းမှားယွင်းမှုရဲ့ဒီနှစ်ခုပေါင်းလိုက်တော့ຢာကဖြစ်တယ်ຢာကဆိုတဲ့လောဘဘယ်ပုံစံဒီဧည့်ဇိုးရောက်လာတယ်လဲဆိုတာအခုသိပြီနော်နောက်ဒေါသဆိုတဲ့ဧည့်ဇိုးဘယ်ပုံစံရောက်လာတယ်လဲသူကြတော့တစ်မျိုးကလေးပဋိက္ခနမိတ်ဆက်စုပ်ဖွယ်အာယုံနော်ပဋိက္ခနမိတ်ဟုတ်လားအဲ့ဒီဆက်စုပ်ဖွယ်အာယုံရဲ့အတွင်းထဲမှာကြတော့အာယောနိသောမနတိကာရအတူတူပဲနော်ခုနတုန်းကအာယောနိသောမနတိကာရနဲ့အဲ့ဒီပဋိက္ခနမိတ်ရဲ့အာယောနိသောမနတိကာရရဲ့ပေါင်းမိလို့ရှိရင်ဒေါသဆိုတဲ့ဧည့်သည်ဖြစ်ပေါ်လာတယ်ပိဋကတို့သဘောပေါက်တယ်နော်အဲ့ဒီတော့သူပနမိတ်နဲ့အာယောနိသောမနတိကာရပေါင်းမိရင်တဏှာလောဘဆိုတဲ့ຢာကတရားတွေဖြစ်တယ်ဟုတ်လားပဋိက္ခနမိတ်နဲ့အာယောနိသောမနတိကာရပေါင်းမိရင်ဒေါသဆိုတဲ့ဧည့်သည်ဖြစ်တယ်
အဲ့ဒီတော့ဒီဧည့်သည်မဖြစ်ချင်ဘူးဆိုလို့ရှိရင်အကြောင်းကိုသိပြီဆိုလို့ရှိရင်အကျိုးကိုမရချင်ဘူးဆိုရင်ဒီအကြောင်းကိုဖျက်လိုက်ဖို့ပဲရှိတာပဲလေဟုတ်လားတခါကြီးမိုက်မြဟာကိုကဝတ်သားစားရင်သွေးတိုးတဲ့သဘောရှိတယ်ဆိုရင်မစားနဲ့ပေါ့ဟုတ်ရမဟုတ်လားအေး तू ဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းကိုသိမယ်ဆိုလို့ရှိရင်ကိုတားကျင်တယ်ဆိုရင်တားလို့ရပြီအကြောင်းကိုသိရတာဟာအင်မတန်ကြီးကျယ်တဲ့ဉာဏ်ပဲဗျဘာကြောင့်ဖြစ်တယ်ကောင်းတာတွေဘာကြောင့်ဖြစ်တယ်ဆိုးတာတွေဘာကြောင့်ဖြစ်တယ်ခုသိပ္ပံပညာရှင်တွေသိတယ်ဆိုတာအကြောင်းကိုသိတာဗျဘာနဲ့ဘလို့ပေါင်းလိုက်ရင်ဘာဖြစ်တယ်သူတို့အကုန်သိတာရုပ်ပိုင်းဆိုင်ရာနော်အကုန်လုံးလို့သိတာဒါပေမဲ့သိတရားတွေအများကြီးကျန်ပါသေးတယ်ဟုတ်လားသူတို့သိတော့သိတယ်လို့လှုပ်သွားတာကျုပ်တို့မသိတဲ့လူတွေကဘလို့လှုပ်တာမှန်းကိုမသိဘူးဟုတ်လားအေးအကြောင်းတရားကိုသိတယ်ဆိုလို့ရှိရင်ဖြစ်အောင်ဖန်တီးခြင်းတယ်ဆိုရင်လည်းဖန်တီးလို့ရပြီဖြည့်ဆည်းပြစ်ခြင်းတယ်ဆိုရင်လည်းဖြည့်ဆည်းပြစ်လို့ရပြီအခုຢာကတွေဒေါသတွေဘယ်ပုံစံဖြစ်လာတယ်ဆိုတာအကြောင်းတရားကိုဦးဇင်းတို့တွေသိကြပြီသူတို့ကိုမဖြစ်ချင်ဘူးဖြည့်ဆည်းခြင်းတယ်ဆိုရင်ဖြည့်ဆည်းလို့ရပြီအဲ့တော့ဘယ်နဲ့လုပ်မလဲအာယုန်နေရင်အာယောနိသောမနတိကာရရဲ့ပေါင်းမိတာနော်ဒီမကောင်းတဲ့အာယုန်ကောင်းတဲ့အာယုန်အပြင်ဘက်မှာ2မျိုးရှိမှာပေါ့အကြံမြင်အဖြစ်ပိဋကတ်တို့ကိုတရားကိုဦးဇင်းကအသေးစိတ်မပြောဘူးနော်ဟိုအာယုန်ဆိုတော့ဒီလူတွေကသဘောပေါက်ပြီးသားဟုတ်လားအစဉ်မျိုးစုံယူပါယုံအတန်မျိုးစုံတတ္ထာယုံအာယုံဘယ်နှပါးရှိလဲအာယုံ6ပါးအဲ့ဒီအာယုံ6ပါးကိုမှထပ်ပြီးတော့ခွဲကောင်းတာက6ပါးမကောင်းတာက6ပါးရှိလိမ့်မယ်နော်ဒီအိဋ္ဌာယုံအနိဋ္ဌာယုံတွေပေါ့နော်ခုနတုန်းကစကားနဲ့ပြောမယ်ဆိုရင်သူပနမိတ်နဲ့ပဋိကနမိတ်ပေါ့ဗျာဟုတ်လားအဲ့ဒီအာယုံတွေရှိမယ်အဲ့ဒီအာယုန်နေနဲ့ကိုယ့်ရဲ့အတွင်းတန်တာမှာရှိတဲ့အာယောနိသောမနတိကာရပေါင်းမိလို့လောဘဒေါသတွေဖြစ်ကုန်တာအဲ့ဒီတော့တစ်ခုခုကိုဖယ်ပြစ်လိုက်ရင်လောဘဒေါသဖြစ်ပါဦးမလားမဖြစ်တော့အဲ့တော့အာယုန်ဆိုတာကိုတော့ဖယ်ဖို့သိမကြိုးစားနဲ့ဗျအာယုန်ကဖယ်လို့မရဘူးပိဋကရဲ့အာယုန်ကဗါတဲ့တော့အာယုန်ကဖယ်လို့မရဘူးဟုတ်လားချစ်စရာကောင်းတဲ့ကြိုက်စရာကောင်းတဲ့အာယုန်တွေကပြည့်နေတာအဲ့ဒါတွေမရှိအောင်ဘယ်နဲ့လုံးမမုန်းစရာကောင်းတာတွေကကောမရှိဘူးလားရှိတာပေါ့မုန်းစရာကောင်းတာတွေကကိုနီးနာတယ်ကိုအများကြီးရှိနေတာမှန်လားပါတယ်အဲ့ဒီလိုခံစားချက်ရှိပုံရတယ်ဒကမာကြီးတွေရောခံစားချက်ရှိလားမုန်းစရာကောင်းတာတွေကကိုနားမှာပူများတယ်လို့ထင်တယ်နော်နည်းနည်းလေးဖြတ်ပြောဦးမယ်ဒေါသတွေဖြစ်ရတာမကြည်မနှက်ဖြစ်ရတာတွေဟာတက်မဲ့တွေကြောင့်ဖြစ်ရတာများလားတက်ရှိတွေကြောင့်ဖြစ်ရတာများလားတက်ရှိတွေထဲမှာလည်းပဲတိဋ္ဌံတွေကြောင့်ဖြစ်တာများလားလူတွေကြောင့်ဖြစ်တာများလားလူတွေထဲမှာလည်းပဲကိုမသိတဲ့လူကြောင့်ဖြစ်တာများလားကိုသိတဲ့လူကြောင့်ဖြစ်တာများလားကိုသိတဲ့လူတွေထဲမှာလည်းပဲရင်းရင်းနှီးနှီးသိတဲ့လူကြောင့်ဖြစ်တာများလားမရင်းမနှီးသိတဲ့လူကြောင့်ဖြစ်တာများလားရင်းရင်းနှီးနှီးထဲမှာလည်းပဲဆွေမျိုးတော်တဲ့လူနဲ့ဖြစ်တာများလားဆွေမျိုးမတော်တဲ့လူနဲ့ဖြစ်တာများလားတဖြည်းဖြည်းစစ်လိုက်တော့အိမ်ထဲရောက်လာပြီဟုတ်လားဒေါသဖြစ်ရတာဒါတွေပဲနော်တခါကြီးဒီမိုင်းများဟုတ်လားချစ်စရာကောင်းတာလဲသူတို့ပဲကျေးဇူးတင်စရာကောင်းတာလဲသူတို့ပဲမုန်းစရာကောင်းတော့လဲသူတို့ပဲအဲ့ဒါသူတို့ကြီးအပြစ်မတင်နဲ့ဗျာချစ်တဲ့မုန်းတတ်တဲ့ကိုယ့်ရဲ့အပြစ်ကိုယ်မှာအလိုဆန္ဒတွေကရှိနေတာဆိုတော့အလိုဆန္ဒပြည့်ဝတော့ချစ်လိုက်တာပဲဘာမှသိလေးနေတဲ့ကိစ္စမဟုတ်ဘူးနော်အလိုဆန္ဒမပြည့်တော့မုန်းလိုက်တာပဲကဲစကားတွေကထွက်သွားပြီးဧည့်သည်အကြောင်းမရောက်ဖဲဖြစ်နေမယ်နော်အေးအဲ့ဒီတော့မုန်းစရာအာယုံချစ်စရာအာယုံတွေကဘေးမှာအများကြီးရှိနေတာအဲ့ဒါတွေဘယ်လိုလုပ်ဖယ်မှာလဲအဲ့ဒါတွေကတော့ရှိနေမှာပဲဟုတ်လားအဲ့ဒီတော့ဘာကိုဖယ်ရမှာလဲဆိုတော့အာယောနိသောမနတိကာရနှလုံးသွင်းမှားယွင်းမှုဆိုတာကိုဖယ်ရမှာအဲ့ဒီအာယောနိသောမနတိကာရရဲ့နေရာမှာယောနိသောမနတိကာရဖြစ်အောင်လုပ်ရမှာမှန်မှန်ကန်ကန်ယထာဘူတကြကြသိမြင်နားလေတဲ့ဉာဏ်ဖြစ်အောင်လုပ်ရမှာနော်စီစစ်ရမယ်ဝေဖန်ရမယ်သူဘာနမိတ်ဆိုတဲ့တင့်တယ်တဲ့အာယုံတွေ့ပြီဆိုတော့ဉာဏ်ကလေးနဲ့စီစစ်ဒါကတကယ်တင့်တယ်တာလားတကယ်လူချင်းစရာကောင်းတာလားတကယ်ကောင်းတဲ့အာယုံဟုတ်ရဲ့လားစီစစ်နော်မုန်းစရာကောင်းတဲ့အာယုံတွေ့တော့လည်းပဲဒါကတကယ်မုန်းစရာကောင်းတာတကယ်ဟုတ်ရဲ့လားငါကရမ်းတန်ပြီးတော့မြန်မုန်းနေတာလားငါရမ်းတန်ပြီးတော့မြန်ချစ်နေတာလားတကယ်စင်စစ်လူတွေကရမ်းပြီးတော့လုပ်နေကြတာများတယ်ချစ်စရာမကောင်းမဲနဲ့ရမ်းချစ်နေတာမုန်းစရာမကောင်းမဲနဲ့ရမ်းမုန်းနေတာတကယ်စင်စစ်တဘာဝတရားကြီးအာယုန်ထဲမှာချစ်စရာလည်းမရှိဘူးမုန်းစရာလည်းမရှိဘူးဒါကိုဒီထိရောက်အောင်ကိုမမြင်ဘူးနော်ကိုကအပေါ်ယံလေးတွေမြင်တာဗျဟုတ်လားလူတယောက်ကြည့်လိုက်ပြီဆိုလို့ရှိရင်
သူဖိလိန်ထားတာရဲ့ဝိစားထားတဲ့ဒီအယောင်နေမြင်လားသူ့ရဲ့အတွင်းထဲမှာဗိုက်ထဲမှာရှိတဲ့ကလေးစားတွေမြင်လားမမြင်ဘူးအဲ့ဒီကလေးစားတွေကအဆက်မပြတ်အလုပ်တွေလုပ်နေတာကိုမြင်လားကဲမြင်မယ်ဆိုရင်ก็မြင်လို့မရဘူးလားဒါပေမဲ့အပေါ်ယံလေးမှာတကယ်အယောင်ကလေးပါးပါးလေးကိုမြင်တာအဲ့ဒီလိုမြင်တဲ့အတွက်ကြောင့်အမှားတွေကြီးတတိတန်းဖြစ်တာအခုလည်းပဲအာယုံကိုမြင်တဲ့နေရာမှာအာယုံရဲ့သဘောတဘာဝအမှန်တွေကိုမရောက်ဖဲနဲ့ပြည့်ညက်သဘောတည်းတင်စိတ်ကတင်နေတဲ့အတွက်ကြောင့်ဒါချစ်စရာလို့ထင်လိုက်တော့ချစ်သွားရောဒါမုန်းစရာလို့ထင်လိုက်တော့မုန်းသွားရောအဲ့တော့ချစ်စရာမုန်းစရာလို့ထင်နေဆိုတဲ့ကူကစပြီးတော့ဒါအမှားကြီးပဲအဲ့တော့ချစ်စရာတကယ်ဟုတ်သလားမုန်းစရာတကယ်ဟုတ်သလားလို့စီစစ်တဲ့ဉာဏ်ရှိရမယ်ဟုတ်လားအဲ့ဒီလိုစီစစ်လိုက်တော့အော်ချစ်စရာလည်းမရှိဘူးမုန်းစရာလည်းမဟုတ်ဘူးတကယ်စင်စစ်အာယုံဆိုတာသဘောကလေးပဲအာယုံဆိုတာဗါတဲ့တော့သဘောကလေးအဲ့ဒီသဘောလေးထဲမှာဆိုးကောင်းဆိုတာမရှိဘူးသဘောတရားတွေဟာဖြစ်ပေါ်လာတယ်ချုပ်ပြောက်သွားတယ်ဖြစ်ပေါ်လာတယ်ချုပ်ပြောက်သွားတယ်ဒါကသူကပုံမှန်သွားနေတာဟုတ်ရဲ့လားအေးအဲ့ဒါကိုကနားလည်အောင်ကြိုးစားရတာဆိုကြပါစို့အခုတတိပဋ္ဌာန်အလုပ်တွေကိုလုပ်နေတယ်ဝိပဿနာအလုပ်တွေကိုလုပ်နေတယ်မဂ်ခင်အလုပ်တွေကိုပွားများနေတယ်ဆိုတာအဲ့ဒီအာယုန်တွေရဲ့သဘောကိုအမှန်အတိုင်းသိအောင်ကြိုးစားတာအဲ့ဒီအာယုန်တွေကိုသိနေတဲ့ဒီစိတ်ရဲ့သဘောတဘာဝတွေကိုအမှန်အတိုင်းသိအောင်ကြိုးစားတာမြင်တိုင်းသတိထားတယ်ကြားတိုင်းသတိထားတယ်စားတိုင်းသတိထားတယ်သွားတိုင်းသတိထားတယ်ပြောတိုင်းသတိထားတယ်စိတ်ကူးတိုင်းသတိထားတယ်ခံစားတိုင်းသတိထားတယ်ခန္ဓာကိုယ်ပေါ်မှာအာယုန်တွေနဲ့ဓဝရတွေနဲ့ထိခိုက်တိုင်းသတိကလေးထားတယ်ဖြစ်သွားမှန်သိတယ်ဖြစ်တဲ့အတိုင်းသိတယ်အမှန်တိုင်းသိတယ်အဲ့ဒါလို့အရှိကိုအရှိအတိုင်းအမှန်ကိုအမှန်အတိုင်းအာယုန်တွေကိုသိပါများလာတော့ဩငါငကိုယ်တုန်းကထင်တာကတစ်မျိုးတကယ်လက်တွေကတစ်မျိုးပါလားလို့သူသဘောပေါက်လာတယ်အဲ့ဒါဘာလဲဆိုတော့အရာအလုံးတို့သည်ဖြစ်ပေါ်လာပြီးရင်ချုပ်ပြောက်သွားတာကြီးပဲဆိုတာကိုသိလိုက်တာပဲအဲ့ဒါလို့သိတော့တင့်တယ်တဲ့အာယုန်နဲ့တွေ့လဲပဲဒါသည်ချုပ်ပြောက်သွားတာပဲလို့အသိရှိတဲ့အတွက်ကြောင့်မျက်နှိုးတဲ့သဘောတွေ့တာတဲ့သဘောမဖြစ်ဘူးဖြစ်အောင်တောင်မှဆွဲလန်းကြီးမဖြစ်ဘူးညံရင်ရင့်တယ်လို့ပေါ့ဗျာဟုတ်လားမုန်းစရာကောင်းတဲ့အာယုန်နဲ့တွေ့လဲပဲခါတီးကြီးမမုန်းဘူးဟုတ်ရဲ့လားအေးသိပြီးတော့ရင့်ကျက်မယ်ဆိုရင်မုန်းတဲ့သဘောကိုမဖြစ်ဘူးဟုတ်ရဲ့လားအေးအဲ့ဒါလို့ဒီအာယုန်တွေကတကယ်ချစ်စရာဟုတ်ရဲ့လားတကယ်မုန်းစရာဟုတ်ရဲ့လားလို့ဉာဏ်လေးနဲ့စီစစ်ပြီးတော့အာယုန်တွေထဲမှာချစ်စရာမုန်းစရာမရှိပါဘူးအနိစ္စသဘောမျှတာဖြစ်တယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်ပေါ်နေတဲ့သဘာဝတရားမျှတာဖြစ်တယ်လို့ယောနိသောမနတိကာရမှန်မှန်ကန်ကန်သိမယ်ဆိုလို့ရှိရင်လောဘဆိုတဲ့ဧဆိုးလည်းမလာနိုင်ဘူးဒေါသဆိုတဲ့ဧဆိုးလည်းမလာနိုင်ဘူးဟုတ်ရဲ့လားဘာကိုတားလိုက်တာလဲအာယောနိသောမနတိကာရကိုတားလိုက်တာဉာဏ်ပညာကဝင်ပြီးတော့အစားယူလိုက်တာတတိကဝင်ပြီးတော့အစားယူလိုက်တာဟုတ်လားတတိနဲ့ဉာဏ်နဲ့ဥသိပြီးတော့အလုတ်လုတ်လိုက်တဲ့အခါကျတော့အာယုန်တွေရဲ့သဘောအမှန်တွေကိုသိတယ်ဒီအာယုန်တွေကိုသိတဲ့စိတ်ရဲ့သဘောတဘာဝတွေကိုလည်းသိတယ်သိတဲ့အခါကျတော့မုန်းစရာလည်းမရှိဘူးချစ်စရာလည်းမရှိဘူးလို့ तू နားလေတဲ့အတွက်ကြောင့်လောဘဒေါသဆိုတဲ့ဧည့်သည်မလာဘူးဘာကိုတားလိုက်တာလဲအတွင်းထဲကမှားနေတဲ့အရာကိုပြင်လိုက်တာဟုတ်လားအပြင်ဘက်ကအာယုန်တွေကတော့ဖြတ်ပြလို့မရဘူးနော်အေးဒီလိုပြောလို့လည်းပဲအာယုန်တွေကတော့တွေ့ကျင်ရတွေ့ကွာသွားမှာပဲအာယုန်တွေကြားထဲတိုးမှာပဲဒီလိုလည်းပဲစိတ်မကူးနဲ့ဗျဟင်းတခါကြီးဒီမိုင်းများအာယုန်တွေကဖယ်လို့မရဘူးဟုတ်လားစိတ်ကိုပဲတားရမှာအဲ့တော့တွေ့သမျှအာယုန်ကိုခံစားမယ်လို့ဒီလိုလည်းမအောင်မင်းနဲ့ဟုတ်လားဟိုကိုရီးယားဇာတ်ကားတွေကြည့်ပြီးတော့ຢာကမဖြစ်အောင်ထိမ့်မယ်ဆိုလို့ကတော့ဘယ်လိုမှဖြစ်မှာမဟုတ်ဟုတ်လားဒါကြောင့်ပထမအဆင့်ကတော့မြတ်စွာဘုရားကတားထားတာရှိတယ်နော်မကြည့်တဲ့နာမကြည့်နဲ့မပြောဘူးလားနားမထောင်တဲ့နားမထောင်နဲ့အဲ့ဒါဘာကိုတားနေတာတော့အာယုန်ကိုတားနေတာတားမရတဲ့အပိုင်းကိုတော့မတားနဲ့ပေါ့တားမှမရပါဘူးဆိုနေမှတော့မတားနဲ့ပေါ့ဟုတ်လားသို့တော့တကယ်လဲကြည့်ဖို့မသင့်တော်တဲ့ကြားဖို့မသင့်တော်တဲ့တားလို့လဲရတဲ့အရာတွေဆိုရင်တော့ဘာလို့ရမယ်လဲတားရမှာပေါ့ပောက်ကရတွေအကုန်လျှောက်ကြည့်ပောက်ကရတွေအကုန်နားထောင်ပြီးတော့မှလောဘဒေါသမဖြစ်အောင်တားမယ်ဆိုလို့မဖြစ်ပါဘူးတချို့ကပြောတယ်နော်မကြည့်တတ်တော့တဏှာကြည့်တတ်တော့ဘာဝနာကြည့်တတ်တော့ဘာဝနာဆိုတဲ့ပုဂ္ဂိုလ်ကိုဥစဉ်ကမြင်ဘူးကျင်လိုက်တာဟင်တခါကြီးဒီမိုင်းများကြည့်တတ်ရင်ဘာဝနာဆိုတဲ့ပုဂ္ဂိုလ်တွေကိုမြင်ဘူးကျင်လိုက်တာ
ဟုတ်လားအာယုန်တွေကိုဖယ်လို့မရဘူးဆိုတဲ့စကားကိုအစွန်းရောက်အောင်တွေးမှဆိုးလို့ဖယ်လို့ရတဲ့အာယုန်ကိုဖယ်ရမှာပေါ့ဟုတ်လားအဲ့ဒါလိုကြည်တတ်တော့ဘာဝနာမကြည်တတ်တော့တဏှာပါကွာဆိုပြီးတော့မကြည်တဲ့မကြည်တိုက်တဲ့နားမထောင်တဲ့နားမထောင်လိုက်တာတွေရှောက်ပြီးတော့ကြည်နေမယ်နားထောင်နေမယ်ဆိုရင်လေလောဘဒေါသတွေကဖြစ်အောင်မှာပဲသူအိန္ဒြေကိုမှမဆောင်စည်းနိုင်တာကိုဟုတ်လားဦးဇင်းတို့လည်းကြားဘူးပါတယ်ဗျာတချင်းတန်နားထောင်ပြီးတော့အနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးထင်ပြီးတော့ပြစ္ဆေကဗုဒ္ဓဖြစ်သွားတာလေကြားဘူးပါတယ်ဒါပေမဲ့ကဘာပေါင်းအသင်ချီကြမှာတဆူမြန်းဖြစ်မလားတော့မသိဘူးတခါကြီးဓမ္မကြီးများဒါကြောင့်ပါလေလောဘဒေါသမဖြစ်ချင်ဘူးဆိုရင်အာယုန်နဲ့မိမိရဲ့နှလုံးသွင်းမှားယွင်းမှုကြောင့်လောဘဒေါသဖြစ်တာပြောခဲ့ပြီနော်စကားတွေထက်နေပြီနော်တင့်တယ်တဲ့အာယုန်နဲ့အာယောနိသောမနတိကာရရဲ့ပေါင်းတော့ຢာကဖြစ်တယ်ဆက်စုပ်ဖွယ်အာယုန်ရဲ့အာယောနိသောမနတိကာရရဲ့ပေါင်းပြီးတော့ဒေါသဖြစ်တယ်အာယုန်ကိုဖယ်ဖို့မလွယ်ပါဘူးအတွင်းကိုပြင်ဖို့လိုတယ်လို့ဦးဇင်းတို့ပြောခဲ့တယ်နော်သို့တော့အာယုန်တွေကိုလည်းပဲမကြည့်တဲ့မကြည့်တိုက်တာနားမထောင်တဲ့နားမထောင်လိုက်တာကိုမကြည့်ပဲနေနိုင်အောင်နားမထောင်ပဲနေနိုင်အောင်အိန္ဒြိယတံဝရသီလလို့ဆိုတဲ့မျက်စိနားနာလျှာကိုယ်စိတ်အိန္ဒြေ6ပါးကိုလည်းပဲအိန္ဒြေရအောင်မထိမ့်သင့်ဘူးလားထိမ့်သင့်တယ်အိန္ဒြေဆိုတာဘာပြောတာလဲအိန္ဒြေဆိုတာဘာပြောတာလဲအိန္ဒြေဆိုတာအစိုးရတာကိုပြောတာမျက်စိဟာအစိုးရတဲ့ဘယ်နေရာမှာအစိုးရတာလဲမြင်တဲ့ကိစ္စမှာအစိုးရတယ်အဆင်းနဲ့ပတ်သက်လာရင်မျက်စိဟာဆရာကြီးပဲမြင်ဖို့အတွက်နားကတတ်နိုင်သလားနှာခေါင်းကတတ်နိုင်လားဒီလောက်ပြောလိုက်ရင်ပေးသက်ကြီးသိပြီဟုတ်လားကြားဖို့အတွက်နားကဆရာကြီးအစိုးရတယ်ဟုတ်လားအဲ့ဒါလိုပဲအနတ်နဲ့ပတ်သက်လာရင်နှာခေါင်းပေါ့သူ့အာယုံသူ့ဓဝါရနဲ့သူအစိုးအသီးသီးရတဲ့အတွက်ကြောင့်မျက်စိနာနာလျှာကိုယ်စိတ်ကိုအိန္ဒြေ6ပါးလို့ခေါ်တယ်အဲ့ဒီအိန္ဒြေကိုလောဘဒေါသမဖြစ်အောင်အာယုန်နေနဲ့ပတ်သက်လာလို့ရှိရင်ထိန်းနိုင်သိမ့်နိုင်အောင်ကြိုးစားတာကိုဘာခေါ်မလဲအိန္ဒြေယတံဝရသီလဒါကြောင့်လောဘဒေါသဆိုတဲ့ဧဇိုးတွေကိုမိမိရဲ့စိတ်ဒီဟုသောဇေယျပေါ်မှာလာရောက်ပြီးတော့တဲခုပြီးတော့အန္တရာယ်မပေးစေခြင်းဘူးဒုက္ခမပေးစေခြင်းဘူးဆိုလို့ရှိရင်အာယုန်တွေကိုလည်းပဲတားလို့ရသလောက်တားရမယ်မခံစားသင့်တဲ့အာယုန်တွေကိုမခံစားပါနဲ့ဟုတ်ရလားအဓိကကတော့အာယောနိသောမနတိကာရနှလုံးသွင်းမှားယွင်းမှုမဖြစ်စေဘဲနဲ့တတိပညာဥရှိပြီးတော့တတိပဋ္ဌာနာအလုပ်ဝိပဿနာအလုပ်ကိုကြိုးစားမယ်ဆိုရင်အဲ့ဒီကြိုးစားနေတဲ့အခိုက်အတန့်မှာလောဘဒေါသဧည့်စေတွေရှိနိုင်မှာမလားမရှိနိုင်တော့ဘူးအဲ့ဒါဘာလုပ်လိုက်တာလဲဆိုတော့သူတို့ဘယ်လိုရောက်လာတယ်ဆိုတဲ့အကြောင်းတရားကိုသိတဲ့အတွက်ကြောင့်အဲ့ဒီမကောင်းတဲ့အကြောင်းတရားနေရာမှာကောင်းတာတွေဖြစ်ပေါ်ဖို့ဆိုတဲ့အကြောင်းတရားကိုအစားထိုးလိုက်တာပေါ့ဟုတ်လားတတိနဲ့ပညာကိုအစားထိုးလိုက်တာဟုတ်လားမိမိရောနေတဲ့တရားတွေအာယောနိသောမနတိကာရနှလုံးသွင်းမမှန်ကန်မှုဆိုတဲ့တရားတွေရဲ့နေရာမှာတတိတွေပညာတွေအစရှိတဲ့သူတော်ကောင်းတရားတွေကိုအစားထိုးလိုက်တော့လောဘဒေါသဆိုတဲ့ဧည့်သည်တွေရောက်မလာတော့ဘူးဧည့်သည်ရောက်မလာဘူးဆိုလို့ရှိရင်စိတ်လည်းပဲအေးချမ်းနေပြောတာလည်းအေးချမ်းမယ်စိတ်အေးပြီဆိုရင်ပြောတာအေးပြီပေါ့ဟုတ်လားပြောတာတွေပူးနေတာကစိတ်ကပူးနေတာကိုဟုတ်လားစိတ်အေးပြီဆိုရင်လှုပ်တာတွေကမအေးပြီဘူးလားအေးမယ်စိတ်ကငြိမ်းပြီဆိုရင်ပြောတာလည်းငြိမ်းတယ်လှုပ်တာလည်းငြိမ်းတယ်အကုန်ငြိမ်းတယ်အဲ့ဒီမှာချမ်းသာတဲ့ချမ်းသာမှန်ကရမှာဟုတ်လားဒါကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့တတ္တိယဧည့်သည်စိတ်ဒီဟုသောဇေယျပေါ်မှာကိလေသာဧည့်သည်ဒီဧည့်သည်ရဲ့အကြောင်းကိုမသိဘူးဆိုလို့ကတော့တန်တရားတစ်ခွင်ဒီဘဝမပြောနဲ့နော်တန်တရားတစ်ချောင်းလုံးလိမ့်နေအောင်ခံရလိမ့်မယ်ဟုတ်ရဲ့လားအပေလေးပုံဆိုတာလည်းပဲဒီဧည့်သည်ကိုမတားနိုင်လို့ဒီဧည့်သည်ကဝင်းမှွေလိုက်လို့အပေလေးပုံဆိုတာရောက်သွားတာကိုဟုတ်ရဲ့လားပြစ္ဆုတ်ပန်ဆင်းရဲတန်တရားဆင်းရဲမှန်သမျှသည်ဒီဧည့်သည်ကသဲဆောင်လာတဲ့အရာတွေကြီးပဲဟုတ်ရဲ့လားဒါကြောင့်အခုလဲချမ်းသာခြင်းနဲ့နောင်လဲချမ်းသာခြင်းနဲ့နိဗ္ဗာန်ချမ်းသာရပြီးတော့တကယ်ကိုပဲချမ်းသာတဲ့ချမ်းသာမှန်တဲ့ငြိမ်းချမ်းခြင်းနဲ့ဆိုလို့ရှိရင်တတ္တိယဧည့်သည်ဖြစ်တဲ့ဧည့်ဇိုးကိုမလာအောင်တားရမယ်အခက်မသိလို့ရောက်လာရင်လည်းတာရှည်လက်ခံမထားဘဲနဲ့နှင်ထုတ်နိုင်အောင်ကြိုးစားရမယ်ခုတရားဓမ္မတို့ဦးဇင်းတို့တွေကတော့မလာအောင်တားရကောင်းမှလည်းသိမသိဘူးဟုတ်ရဲ့လားတခါကြတော့လည်းပဲတရားလေးပါလေးနားပြီးတော့တားတဲ့ခါလဲတားတာပေါ့ဗျာဟုတ်လားများသောအားဖြင့်ကတော့တားတဲ့အချိန်ကများလားမဟုတ်ဘူးဘယ်လိုအချိန်တွေကများတော့စိတ်ရှိလက်ရှိဝင်ခဲ့ပါဆိုပြီးတော့တကားဖွင့်ပေးထားတဲ့အချိန်ကများတယ်
ဒီကမကြီးတွေအဲ့ဒါဟုတ်လားအဲ့ဒီဧဆိုးတွေကိုကြိုက်တဲ့လောက်နေပါဟုတ်လားတကားလဲဖွင့်ပေးထားတယ်နော်ပြီးရင်ပါလဲပျော်တဲ့လောက်နေပါအဲ့ဒီလိုမျိုးမပြောတော့လဲပြောရမရောက်ဘူးလားရောက်တယ်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့တတိယဧည့်သည်သည်သိမြင်နာလေဖို့အရေးကြီးတယ်ထိုမှတစ်ဆက်တည်းတားရှိဖို့နှင်ထုတ်ဖို့အရေးကြီးတဲ့ဧည့်သည်ပါဟုတ်ရလားအဲ့တော့ဦးဇင်းတို့ဧည့်သည်ဘယ်နှမျိုးပြောလိုက်တယ်၃မျိုးပြောလိုက်တယ်ဦးဇင်းတို့ရဲ့ကျမ်းမာရေးအခြေအနေရတရားကအဆုံးသတ်မှဖြစ်တော့မယ်ဟုတ်လားတနာရီ15မိနစ်နော်အဲ့တော့ဒီကနေ့ဦးဇင်းတို့ပြောလိုက်တဲ့စကားလေးတွေဘေးသက်ပေါင်းသူတော်ကောင်းတို့အတွက်ဉာဏ်ရှိတဲ့လူတွေအတွက်ချမ်းသာခြင်းရတဲ့ပုဂ္ဂိုလ်တွေအတွက်အသုံးတဲ့လိမ့်မယ်လို့ဦးဇင်းတို့ယုံကြည်ပါတယ်နော်ပထမဧည့်သည်ကဗါတဲ့လေလောကဇေယျပေါ်မှာတတ္တဝါဧည့်သည်များဒုတိယဧည့်သည်ကခန္ဓာတည်းဟူသောဇေယျပေါ်မှာဝေဒနာဧည့်သည်များတတိယဧည့်သည်ကစိတ်တည်းဟူသောဇေယျပေါ်မှာကိလေသာဧည့်သည်များပထမဧည့်သည်နဲ့ဒုတိယဧည့်သည်ကတားလို့မရပါဘူးသိမြင်နားလည်ပြီးတော့ရင့်ကျက်အောင်ကြိုးစားရမယ်ဟုတ်လားတတိယဧည့်သည်ကတော့သိမြင်နားလည်ယုံမျှနဲ့မလုံလောက်ပါဘူးတားရှိနိုင်အောင်ကြိုးစားရမယ်နေမယ်ဆိုရင်လည်းနှင်ထုတ်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဒီဧည့်သည်၃မျိုးရဲ့အကြောင်းကိုတတ်နိုင်တယ်မြတ်သိမြင်နားလည်အောင်တစားတဲ့တစားပုံမနားလည်အောင်ကြိုးစားပြီးတော့တားရမယ်ဧည့်သည်ကိုတားနိုင်ပါစေသိမြင်နားလည်ရမယ်ဧည့်သည်ကိုသိမြင်နားလည်နိုင်ကြပါစေဟုတ်ရဲ့လားအဲ့ဒါလို့သိမြင်နားလည်ပြီးတော့တားရှိပြီးတော့ချမ်းသာဒုက္ခနဲ့ပြည့်ဝကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့9မိနစ်ခန့်မြတ်တရားနှလုံးကျင့်သုံးကြရအောင်ပြီးမှမေတ္တာပို့ပြီးတော့အဆုံးသတ်ရအောင်နော်အားလုံးမိမိတို့တက္ကကြီးတွေကတင်မလေးခွေထိုင်ဒကမကြီးတွေကကျုံထိုင်ခါလေးတွေဆန်းဆန်းထားခေါင်းလေးတွေတဲထားမျက်လွှာလေးတွေချထားစိတ်ကိုချမ်းချမ်းသာသာပေါ့ပါကြည်ကြည်လင်းမြတ်စွာဘုရားတန်ဖိုးထားတဲ့သူတော်ကောင်းကြီးတွေတန်ဖိုးထားတဲ့အလုပ်ကိုလုပ်ရပြီတော့မယ်လို့ဝမ်းမြောက်ဝမ်းသာတရားနှလုံးကျင့်သုံးနိုင်ပါစေမိမိတို့အားထုတ်နေကြနည်းရှိတယ်ဆိုရင်လည်းကြိုက်တဲ့နည်းနဲ့အားထုတ်နိုင်ပါတယ်ဦးဇင်းတို့ပြောတာကိုကြိုးစားကြည့်မယ်ဆိုရင်လည်းကြိုးစားကြည့်နိုင်ပါတယ်မိမိတို့ရဲ့စိတ်ကိုနှာသီးပြားကိုအာယုံပြုပါဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်လေလေးဝင်တော့နာသီပြားတနေရာကိုထိခိုက်ပုတ်တိုက်တိုးဝှေ့ပြီးတော့ဝင်သွားတာပါအဲ့ဒီထိတဲ့သဘောလေးကိုသိအောင်ကြိုးစားပါထွက်လေလေးထွက်တော့လည်းပဲနာသီပြားတနေရာကိုထိခိုက်ပုတ်တိုက်ပြီးတော့တိုးဝှေ့ပြီးတော့ထွက်သွားပါလိမ့်မယ်အဲ့ဒီထိတဲ့သဘောလေးကိုသိအောင်ကြိုးစားပါဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားပါပဝန်းကျင်ကအတန်ပလန်တွေကြောင့်မိမိရဲ့စိတ်တွေပြန့်လွင့်နေတယ်ရာသီဥတုကြောင့်စိတ်တွေပြန့်လွင့်နေတယ်ဆိုရင်လည်းပဲစိတ်ဓာတ်မကြပါနဲ့ရှားသလောက်ကလေးကြိုးစားမယ်လက်ဖြစ်တဲ့အတွင်းမှာစိတ်ဟာဂရေတသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့ကြားဖို့ပါတယ်ထိတာကိုသိတဲ့အချိန်ဟာမကြားပေမဲ့လို့ကုသိုလ်စိတ်တွေအများကြီးဖြစ်သွားတာဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိထိတာကိုသိနေတဲ့အချိန်မှာလောဘဒေါသမောဟတို့မဖြစ်တဲ့အတွက်ကြောင့်တန်ရှင်းစင်ကြယ်တဲ့အချိန်ကလေးဖြစ်ပါတယ်အင်မတန်တန်ဖိုးရှိတဲ့အချိန်လေးပါထိတာကိုသိနေတဲ့အချိန်မှာကာယကံတောင်းကြမှုဝစီကံတောင်းကြမှုမရှိလို့သီလသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာမနောကံတောင်းကြမှုမရှိလို့တမာတိသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ထိတာကိုသိနေတဲ့အချိန်မှာ
အမှန်အတိုင်းသိနေတဲ့အတွက်ကြောင့်ပညာသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်သီလသမာဓိပညာသိက္ခာ၃ရဲ့အကျင့်မြတ်ကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းဖြစ်အောင်ကျင့်သုံးနေတာဒါကြောင့်ဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိပိဋကတ်၃ပုံကိုအနှစ်ချုပ်ရင်ဗောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဗောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဲခင်၈ပါးရတယ်လို့ဆိုပါတယ်မဲခင်၈ပါးကိုအနှစ်ချုပ်ရင်တော့သီလသမာဓိပညာသိက္ခာ၃ပါးရတယ်လို့ဆိုပါတယ်သိက္ခာ၃ပါးကိုအနှစ်ချုပ်ရင်အပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်လို့ဆိုပါတယ်ဒါကြောင့်အင်မတန်ကြီးကျယ်တဲ့တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်နေတာဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိဝင်လေလေးဝင်တော့ထိတဲ့သဘောတွေဟာတတိပြီးတတိစင်ဆက်မပြတ်ဖြစ်ပေါ်သွားတာအဲ့ဒီထိတဲ့သဘောလေးတွေကိုတတ်နိုင်သမျှသိအောင်ကြိုးစားပါထွက်လေလေးထွက်တော့လေထိတဲ့သဘောတွေဟာတတိပြီးတတိစင်ဆက်မပြတ်ဖြစ်ပေါ်သွားတာအဲ့ဒီထိတဲ့သဘောလေးကိုတတ်နိုင်သမျှသိအောင်ကြိုးစားပါမြတ်စွာဘုရားကိုဆွမ်းရည်ချမ်းပန်းတို့ဖြင့်ပူဇော်တာထက်မြတ်သောအကျင့်ကိုကျင့်သုံးခြင်းဖြင့်ပူဇော်တာဟာအမြတ်ဆုံးပူဇော်ခြင်းဖြစ်တယ်လို့မြတ်စွာဘုရားဟောပါတယ်။ဒါကြောင့်မြတ်စွာဘုရားကိုအကျင့်မြတ်ဖြင့်ပူဇော်ရပြီတယ်လို့ကြည်ကြည်လင်းလင်းဝမ်းမြောက်ဝမ်းသာထိတဲ့သဘောလေးတွေကိုသိအောင်ကြိုးစားပါအာနာပါနဘာဝနာကိုပွားများရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်ဘုဇဉ်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်ဘုဇဉ်9ပါးကိုပွားများရင်ဝိဇာဝိမု ക്തി လို့ဆိုတဲ့မဉ္ဇဉ်ဖူဉ္ဇဉ်တို့ဖြင့်ပြည့်စုံနိုင်တယ်လို့မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်အင်မတန်တန်ဖိုးကြီးတဲ့အာနာပါနကမ္မထံကိုစီးပြန်နေတာဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိကဲဦးဇင်းတို့9မိနစ်ရှိပါပြီပေတပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကိုမြတ်သောအကျင့်ဖြင့်ပူဇော်ရပြီတယ်လို့ဝမ်းမြောက်ဝမ်းသာရှိနိုင်ကြပါစေဦးဇင်းတို့ဟောတဲ့ဧည့်သည်နဲ့တူသောအရာများဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမင်္ဂတရားနာပိသပေါင်းတင်သူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနာကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တတာဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနာမေလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုအပ်သောစေတံသောတရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနာ
ဘဂတံလေးရောက်ဖလထံလေးရောက်ဆိုသောရှိရောက်သောရိယတန်ခါရှင်မြတ်တို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတန်ခါရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတရားနေရောညပါဘယ်ခါမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း